မဟာကရုဏိကသကြည်ခြင်းများပြားကရုဏာတရားကိုဝိနည်းတတ္တဝါတို့ဘော၌ထားတော်မူ၏ထသောမဟာကရုဏိကသအောက်တန္တရာတက္ကာယအထက်တန္တရာတက္ကာယဟုဆိုအပ်သောတက္ကာယနထာဏသို့အဲ့ဒီခေါ်ဒီဘက်ကိုလှည့်ရလားဟိုဘက်ကိုလှည့်ရလားအဲ့ဒီဒီဘက်ကငါ့ဘက်မလှည့်နဲ့မဟာကရုဏိကသကြည်ခြင်းများပြကရုဏာတရားကိုဝိနည်းတတ္တဝါတို့ပေါ်၌ထားတော်မူ၏ထသောမဟာကရုဏိကသအောက်တန္တရာတက္ကာယအထက်တန္တရာတက္ကာယဟုဆိုအပ်သောတက္ကာယနထာဏသို့မကြံ့မရောက်ရအောင်စောင့်ရှောက်ခဲ့တဲ့မဟာကရုဏာရှင်လီဖြစ်တော်မူ၏ထသောမဟာကရုဏိကသဒုက္ခရိဘုံ၌ခံစားရမည်ဒုက္ခသစ္စာဒုက္ခရိဘုံ၌ခံစားရမည်ဒုက္ခသစ္စာဤသစ္စာနှစ်ပါးတို့ကိုမခံစားကြရအောင်စောင့်ရှောက်ခဲ့တဲ့မဟာကရုဏာရှင်လီဖြစ်တော်မူ၏ထသောဝိပဇ္ဇဝါရိနောဝေဘံပိုင်းခြားကဟောကြားတော်မူလေရှိတော်မူသောဝိပဇ္ဇဝါရိနောဤကသတ္တလံစဉ်ဤကဥစေရလံစဉ်ဟု၍အယုတ်တရားနှစ်ပါးတို့ကိုရှောင်ရှားကမစ္စည်းမပရိပရာကျင့်မြတ်လမ်းစဉ်ကိုသာလင်ဝေဖန်ပိုင်းခြားကဟောကြားတော်မူလေရှိတော်မူသောဝိပဇ္ဇဝါရိနောဤကပေတယမိကြောင့်တရားဤကသိယုံသာသိယမိကျူတရားဟု၍ပေယမိပါရဝခန္ဓာသိယမိပရိညာတပ္ပခန္ဓာတို့ကိုဝေဖန်ပိုင်းခြားကဟောကြားတော်မူလေရှိတော်မူသောသမ္မာသမ္ဗုဒ္ဓတ္တသစ္စာလေးတံဓမ္မမံကိုဆရာမကုသင်ယံမှုဉ္ဖြင့်ကိုယ်တော်တိုင်ပြည့်စုံစွာသိမြင်တော်မူပြီးထသောကိုယ်တော်တိုင်ပြည့်စုံစွာသိမြင်တော်မူပြီးသည့်အလျောက်ဝိနည်းတတ္တဝါတို့ကိုကိုယ်တော်နှင့်မချဓမ္မောလာတို့သာလျင်သိမြင်တော်မူစေရသောတပ္ပညုတညာနာပိုင်ရှင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားအမဂန်ထေရဝါဒတဒနာတံပရဏီဖြာဖြာကိုဒေသနာတော်ရဲ့ယမဖွေရှာကတင်ပြဟောကြားမိတပည့်တော်နှင့်ယူသိစွာနာယူမသားကြမိတရားနာပိဋကပေါင်းတော်ကောင်းတို့၏ဒီကနေ့ဟောမယ့်တရားနဲ့ပြောရင်ထေရဝါဒနိစ္စနေများကိုအခြေခံထား၍နှလုံးသားဝဲကိုယ်စီကိုယ်ကဖျားတည်ရင်စေတီတည်ရင်ကအလိုရှိကြပါကုန်သောတပည့်တော်မတို့၏နမောဥခေါင်းညောကျိုးလက်ဆုံးမူ၍ရှိခိုးကြောလည်းရခြင်းသည်အထုစင်စစ်မသွေဖြစ်ပါစေတည်းသာသနာတော်နှစ်2552ကောဇာတက္ကရာ1380ပြည့်နှစ်ဒိုရဲလဇန်1ရက်နေ့26ရက်ဇန်နဝါရီလ2009ခုညချမ်းချင်းခါသမယဝဲမန္တလေးတိုင်းမန္တလေးမြို့နိုင်ငံတော်ပြည်သာတက္ကသိုလ်ကြီးတွင်းနဲ့တည်ရှိသောမဟာဘောနဲ့သဘင်ခမ်းမကြီးတွင်းဝဲနှလုံးသားဝဲဖရာတဲ့ဓမ္မစီရီဒုတိယဝဲဒုတိယညဖြစ်ပါတယ်ဒီကနေ့ဓမ္မဒါနအလှရှင်ကတော့ဥစုထေဒေါ်တောင်းမိသားစုမြင့်ညံမျိုးရဲ့ဓမ္မဒါနအလှပါဒီဓမ္မဒါနတရားအလှတို့အလှကံကြွတော်မူကြကုန်သောဆရာတော်ဘုရားများဆရာလေးများနဲ့တရားနာပိသအပေါင်းလူရှင်လူမအပေါင်းဝေယဝဆဆောင်ရွက်သူအသီးသီးအားလုံးကိုယ်စိတ်နှဖျားချမ်းသာချမ်းသာစွာဖြင့်တရားနာယူနိုင်ကြပါစေလို့မေတ္တာအတိတ်စကားပြောကြရင်ဒုတိယညချမ်းဓမ္မသဘင်ကိုဖွင့်လှစ်လိုက်ပါတယ်အလံမရှိတဲ့ယထာမတင့်တယ်ပါဘူးလောကမှာမတင့်တယ်တဲ့အရာတွေအလံမရှိတဲ့ယထာမတင့်တယ်ပါဘူးလင်မရှိတဲ့မယားမတင့်တယ်ပါဘူးဆရာကြီးဥဒုခရဲ့ယရနာဘုံဆိုတဲ့ကြည်ကြီးသေးရဲ့ဇာကားကိုကြည့်ရင်အဲ့ဒီမှာသိတာပါလိမ့်မယ်နော်လင်မရှိတဲ့မယားတကုံမရှိတဲ့ဖယားကြာမရှိတဲ့ကံနှုတ်ရည်မပြည့်ပြတဲ့တန်ဓမ္မသက်မကျွမ်းကျင်တဲ့တရားသူကြီးအိန္ဒြေမဆောင်စည်းတဲ့ဘုန်းကြီးလို့လောကမှာမတင့်တယ်တဲ့အရာ9ပါးရှိပါတယ်အဲ့ဒီထဲကယထာဆိုရင်ကြိုက်တဲ့ယထာကိုကြည့်အလံတွေ့ရပါလိမ့်မယ်
အဲ့ဒီတိုင်းပဲအရှိကိုလျှောက်ပါလို့အနောက်ကိုတဲ့မြို့တကောနိုင်ရွှေကုတ်ကဖះအဲ့ဒီမှာဖះတိုင်းကတကောနိုင်ရှိပါတယ်အဲ့ဒီတကောနိုင်ကိုဘာလို့ထားရတယ်လဲဆိုရင်မာနတွေချခြင်းလို့တကောနိုင်ကြီးများချင်းမာနပါထေရဝါဒနိစ္စနစ်များကိုသိခဲ့သည်ရှိသောထေရဝါဒနိစ္စနစ်များအတိုင်းဖះကိုသွားရခဲ့သည်ရှိသောဖဏတ်ချွတ်တဲ့ယုံနဲ့နိဗ္ဗာန်ရမယ်ရေးထားလိုက်ပါတယ်လေဖဏတ်ချွတ်တဲ့ယုံနဲ့နိဗ္ဗာန်ရပါမယ်နော်ကိုကျော်ဝင်းပါတယ်လေဖဏတ်ချွတ်တဲ့ယုံနဲ့နိဗ္ဗာန်ရမယ်တကောနိုင်ညီမချင်းမာနပါစေတီပထုမြတ်မှာပန်းနေကုံကနေအဲ့ဒီလိုအသီးသီးအင်္ဂါအသီးသီးရှိပါတယ်ထေရမြန်မာဗုဒ္ဓဘာသာထေရဝါဒဘုန်းကြီးတို့ဒီတရားလေးကျေးဇူးကြောင့်ဒီဆက်မီနာတွေတော်တက်တဲ့ကလေးမလေးတယောက်ပါသူစာလေးရေးပြီးထားတယ်သူထိုင်းနိုင်ငံမှာအဲ့လိုတွေ့တဲ့ခါမှာဝိုင်းပြောတဲ့ခါမှာအချိန်ချင်းသူရှုံးခဲ့တာနင်တို့မြန်မာတွေဟာတို့ထိုင်းတို့အဲ့လိုနီးမျိုးစုံကနင်တို့စေတီပထိုးတွေကငါတို့ထိုင်းကနေကူးသွားတာဘယ်ရယူတာဆိုအိန္ဒိယယူဆိုသူဘာမှပြောစရာမရှိဘူးအဲ့ဒါဓမ္မစရိတရားနာပြီးတဲ့ခါလဲကြောက်ပြောလိုက်တဲ့ခါမှာအဲ့ဒီမှာရှိတဲ့ပညာရှင်တွေအကုန်လုံးသူ့ကိုဝိုင်းပြီးဩဘာပေးတယ်ဒါတော့ကဲတယ်လို့ဆိုရင်နင်တို့ရှိရယူတာမှန်ရင်အဲ့ဒီဇေဒီတစ်ခုချင်းရဲ့လက္ခဏာတွေပြောရမ်းဆိုတော့ဘာမှမပြောနိုင်ဘူးဒါကြောင့်မလို့အခုပြောလိုက်တဲ့ခုဓမ္မစရိဆရာတော်ဟောလိုက်တဲ့ပန်းနေကောင်မသည်စိတ်မူးတော်ထိအောင်ရေးသားထားသောကျမ်းဟောကြားထားသောတိတ်ခွေကိုးကားစရာမရှိခဲ့ပါဘူးကျွန်ုပ်တို့မှာဒါကြောင့်မလို့ဒီတရားကိုသိချာနာပါလို့နော်တစ်ချိန်တစ်ခါတော့ကနိုင်ငံကျော်ဓမ္မဂရိကတပါတော်မှာ what is this this is a Buddha's fountain ဆိုပြီးတော့အဲ့လိုရှုပ်တယ်လို့နောက်သူနဲ့ပြောဦးတာရှိခဲ့ပါတယ်ဗုဒ္ဓရဲ့ fountain နဲ့ဒီကုဏဟိုကပြန်ပြောတယ်ဒါဆိုရင်တော့မှင်နေအများကြီးထည့်ရမှာပဲလို့ပြန်ပြောသွားတယ်အဲ့လိုမျိုးရှိခဲ့ပါတယ်ဒါကြောင့်မလို့ဗုဒ္ဓဘာသာရဲ့သူတော်စင်တွေများအနေဖြင့်တချို့ဟိုနဲ့အလံလေးပဲခြားပြီးကျန်တာဖြတ်လိုက်တော့နော်နှစ်9တိအောင်ဖြတ်လိုက်အိုးအမေကြီးတော်သားဖះတွေရွှေချဘူးတယ်နော်ကျော်လင်းမကြီးဖះတွေရွှေချတယ်နော်ဝိုင်းမဟာမြတ်မုဒိမှာရွှေတွေအများကြီးပဲလေတော့မေးစရာမရှိဘူးဘာဖြစ်လို့ဖះကိုရွှေချတာလဲကုသိုလ်ရခြင်းလို့ချတယ်မဖြေနဲ့အဲ့ဒီဖြေမလို့ခြင်းဘူးကိုကျောင်းရင်ဖះဘာလို့ရွှေချလဲကုသိုလ်ရခြင်းလို့ချတယ်မဖြေနဲ့ရှင်မကဖြေလိုက်ရှင်များများကမေးပြီနိုင်ငံသားတယောက်ကပဲဆိုရှင်များတို့ဘုရားဘာသာဘုန်းတော်ကြီးတွေရွှေချတယ်ဘုရားများလည်းရွှေချတယ်ဘာကြောင့်ရွှေချတာလဲကုသိုလ်ရကြတယ်မဖြေနဲ့ရေးလူရင်ကုသိုလ်ရလားရတယ်နော်တန်ရှင်းလို့ရင်လေဒါဖြင့်ဘာကြောင့်ဘုရားကိုရွှေချတယ်ကုသိုလ်တွေမဖြေနဲ့အဲ့ဒီဖြေမသိကြဘူးအဲ့ဒီဖြေမသိကြဘူးကဖြေပါကဲဓမ္မလေးဒါသူတို့လည်းသာသနာတက္ကသိုလ်ထဲမှာလည်းဓမ္မစရိယမဟာဓမ္မစရိယအများကြီးပဲဘွဲရပညာတတ်တွေပဲနော်အကွန်းစောဘာကြောင့်ဘုရားကိုရွှေချတယ်အောက်ကကြီးလေကုသိုလ်ရခြင်းရွှေချတယ်အဲ့ဒီဖြေမလို့လေပြီးသွားပြီသွားတော့ကိုယ်ဝင်နေတော့စင်စင်ကောင်းမှုမင်းအဖြေကပေါ်နေကုသိုလ်ရခြင်းလို့ကုသိုလ်ရခြင်း၍ရွှေချသည်အဲ့ဒီဖြေမလို့ခြင်းနော်ကိုကျော်ရှိအလံမရှိတဲ့ဖះနော်အလမရှိတဲ့ဖះမဟုတ်ဘူးခင်ဗျာဟုတ်ဘာကြောင့်ဘုရားကိုရွှေချပါသလဲကုသိုလ်ရခြင်းရွှေချသည်အဖြေမလို့ခြင်းကကောင်းပြီမလားမကြီးညရတနာလုံနေတဲ့မြို့သမီးဆိုတော့မေးလို့ပိုကောင်းတော့ဟိုရွှေတကြသားကိုဘယ်လောက်9သိန်းဘယ်နှပေး16ရေးစမ်းရွှေတကြသား9သိန်း16ပဲတခါတည်းတောသူတောင်သားနေသူနေသားတွေပါသိအောင်တခါတည်းဘုန်းကြီးဒီကိုဝင်းစော်ဆိုတဲ့ပုဂ္ဂိုလ်လွန်ခဲ့တဲ့15နှစ်လောက်တည်းကြိုတင်ပြောခဲ့ပါတယ်တိတိကျကျလုံတော့တစ်ချိန်ရရင်ခမည်းမျက်နှာကြီးကဘာကျော်လိမ့်မယ်အဲ့ချိန်မှာငါဘာမှမဖြစ်သေးဘူးသူငါ့ကိုပေါ့တယ်အခုအမေရိကန် website မှာလည်းသူပဲအင်္ဂလန်မှာလည်းသူပဲကနေဒါမှာလည်းသူပဲအင်ဒိုနီးရှားမှာသူ့မျက်နှာကြီးပဲနော်အဲ့လိုတောင်းပြောတစ်ချိန်မှာခမည်းကဘာကိုရောက်လိမ့်မယ်သူအဲ့တော့ကောက်ချွတ်တက်ရွှေကြသား9သိန်း16ပဲဒေါ်လွင်ရေ12ပဲတော်လိုက်10ပဲတော်လိုက်ပဲ10ပဲ2သိန်းခွဲ2.5 မဲတော်နေတယ်2သိန်းခွဲတော်တခါရတော်တယ်ဟုတ်ပါပြီဆရာရဲ့ရွှေကြသားကို9သိန်း16ပဲကြီးပါကြီးလေး10ပဲထည့်လိုက်တယ်ဈေးကျသွားတယ်
ဒါဆိုရင်အဖြေတစ်ခုထွက်လာပြီယရနာတို့မြည်သည်ယရနာမဟုတ်တာနဲ့ရောရင်တန်ဖိုးကြတယ်တဖြေအဖြေကြောင့်ထွက်လာအပေါ်ကြီးဟိုဘာကြောင့်ရွှေကိုဖះကိုရွှေချတယ်ဖြတ်မယ်ယရနာတို့မြည်သည်ယရနာမဟုတ်တာနဲ့ရောရင်တန်ဖိုးကြတတ်ပါတယ်နော်ကိုကျရှိပါတယ်လေယရနာတို့မြည်သည်ယရနာမဟုတ်တာနဲ့ရောရင်တန်ဖိုးကြတယ်ပြောတော့မယ်နော်ဓမ္မစီပြောတော့မယ်နော်ဒီလိုခြိလိုက်ပြီဆိုလိုက်တည်းကပြောတော့မယ်သူကစ်တော့ခစ်စကားနဲ့ပြောရင်တက်လားယရနာတို့မြည်သည်ယရနာမဟုတ်တာနဲ့ရောလင်းတန်ဖိုးကြတယ်ပြီးသွားပြီဟုတ်လေရွှေကိုကြီးရောလိုက်တာဖြစ်ရင်ဘာဖြစ်သွားလဲတန်ဖိုးကျသွားတယ်ဒါရင်မလွင်အဲ့ဒီရွှေလေးကိုဗရမ ्या လေးကိုကွတ်လိုက်တယ်ဘယ်လိုနေလဲတောင်းတယ်ဆိုရင်ယရနာတို့မြည်သည်ယရနာမဟုတ်တာနဲ့ရောရင်တန်ဖိုးကြရင်ယရနာချင်းထက်ကမျက်ရည်ရေးလိုက်အဖြေပေါ်သွားပြီဒါဆိုဖြေပေါ်သွားပြီဓမ္မစီ what I mean ကျွန်တော်ဘာပြောချင်လဲဆိုပေါ်သွားပြီကိုကျော်ဝင်ဟုတ်တယ်နော်ယရနာချင်းယရနာထက်ရင်ယရနာ plus ယရနာအရှင်မျိုးတို့ဟတ္တိကဆင်လေနာကလည်းဆင်လေဟတ္တိနာကောဆင်လို့မပြန်ဘူးဘယ်လိုပြန်လဲဒါစကောဗရကလည်းအကြောင်းပဲဌာနကလည်းအကြောင်းပဲပဋ္ဌထံအကြောင်းလို့ဘယ်လိုပြန်လဲပြောပါပဋ္ဌထံကိုဘယ်လိုပြန်လဲအနည်းတော့ကြောင့် approximate cost စားပါလေအဲ့တော့ဌာန်ပဒံကလည်းအကြောင်းပဲပဒံကာရဏဌာနအကြောင်းပဲဌာနအကြောင်းနဲ့တို့ဆိုရင်အ내တူတရာဆင်ရင်ဂုံမြင့်တယ်ဟုတ်တယ်လားအ내တူတရာဆင်ရင်အဲ့လိုလေးတွေကစစဉ်းစားတာဆိုဟတ္တိကလည်းဆင်ပဲနာကလည်းဆင်ဟတ္တိနာကောဆင်မြောင်ကြီးဟုတ်ရဲ့နော်အဲ့ဆိုဗရကလည်းအကြောင်းပဲဌာနအကြောင်းနီးသောအကြောင်းအနိကဆို approximate cost ပြန်လိုက်ဒါဆိုရင်အဲ့တော့နိုင်ငံသားပြန်တာပို့ပြီးတိကျတယ်ပဋ္ဌထံသူကသိတယ်ဗရကလည်းအကြောင်းပဲဌာနကအကြောင်းပဲအကြောင်းရင်တူရင်တော့ဒါဆိုဒီအကြောင်းဒီနီးသောအကြောင်းဖြစ်ရမှာဆို approximately cost ဖြစ်ရမယ်သူပြန်လိုက်ကိုယ်စီ okay အဲ့ဆိုရပြီဟောတော့ယရနာကိုယရနာထက်ရင်မြတ်တယ်အဲ့ဒါကြောင့်မလို့ဖရာတရားတန်ဃာသည်ဗုဒ္ဓသည်ယရနာထဲပါသောကြောင့်တို့ကြောင့်မို့ကမ္မဝါစာများကိုရွှေပိန်းချပါတယ်တန်ဃာတော်ရှင်မြတ်တွေနေတဲ့ကြောင်းကိုရွှေချပါတယ်ဓမ္မယုံကြီးရွှေသင်္ကန်းတုတ်တယ်သင်္ကန်းကိုရွှေသင်္ကန်းလှူပါတယ်ဗုဒ္ဓဓမ္မတန်ဃာယရနာများသည်လေးစားစိတ်တိကတံမဲခင်စအတုလံဒုံလဘအာလုပအာနိအတုလံဒုံလဘတတနာအနောမတတ္တပရိဝကံတိနဝုစရိယရဏံလို့တဂရများကဆိုသောကြောင့်စိတ်ကမျက်နှိုးကိုတန်ဖိုးကြီးသောယရနာဖရာတရားတန်ဃာကိုလူတွေမျက်နှိုးတန်ဖိုးထားတဲ့ကြောက်မြေရနာတွေရွှေများနဲ့မွမ်းမံခြင်းဖြစ်ခြင်းကြောင့်ယရနာကိုယရနာချင်းထပ်၍အမျက်ဆုံးကုသိုလ်ဖြစ်ခြင်းသောကြောင့်ဖရာကိုရွှေချသည်ဓမေစီသင်္นานနဲ့နားတဲ့အကျိုးတစ်သက်လုံးရွှေချခဲ့ပါတယ် why the reason is why အဲ့ဒါတွေကြိုင်တာစင်ပါတယ်ကွရွှေရကြတာဖြက်ဖြက်မယ်နော်အဲ့ဒါဖြက်ပြီးတော့ယရနာထိုက်သောနော်ယရနာထိုက်သောယရနာထိုက်သောတရဏဂုံ၃ပါးကိုဆွေနာရွှေတော်တော်သွားပြီတရဏဂုံယရနာထိုက်သောတရဏဂုံ၃ပါးကိုတော်တော်ပေါက်သွားပြီဖယားကိုရွှေချတယ်ဘိဒကဇာပေတွေကိုကာမဝါစာတွေကိုရွှေပိန်းချတယ်ကာမဝါစာလို့ဆိုတယ်မကြီးစီကာမဝါစာစပြန်ရွှေတွေချခဲ့တယ်တန်ဃာတော်ရှင်သူမြတ်တွေသုံးတဲ့ကြောင်းကိုအခုလိုရွှေဆေးတွေတုတ်တယ်ရွှေကြောင်းကြီးတုတ်တယ်ဟုတ်တယ်နော်ဘာလို့လဲရွှေကြောင်းတဆိုရင်ယရနာတရဏဂုံ၃ပါးကိုယရနာတရဏဂုံ၃ပါးကိုကိုလူတို့မျက်နှိုးသောယရနာဖြင့်မွမ်းမံ၍လူတို့မျက်နှိုးသောယရနာဖြင့်လှူဒန်း၍အမျက်ဆုံးကုသိုလ်ယူလိုသောကြောင့်ရွှေချသည်လူတို့မျက်နှိုးသောယရနာဖြင့်လှူဒန်းမှုပြု၍ဟုတ်နော်တဘာဝကြလားတော်ထားကြီးsome reason ရှိတယ်နော် there's a reason so the reason is ဘာလဲ there is a why every reason ရှိတယ် so not reason not cause မဟုတ်ဘူး so တို့ဗုဒ္ဓဘာသာမှာဗုဒ္ဓရဲ့နေရာဗုဒ္ဓတရားတော်တွေမှာအမြဲတမ်းပဲ reason တွေ cause ရှိတယ် what is reason what is cause so reason ပြလိုက်တယ်ခုယရနာထိုက်သောတရဏဂုံ၃ပါးကိုလူတို့မျက်နှိုးသောယရနာဖြင့်လှူဒန်းမှုပြု၍အမျက်ဆုံးကုသိုလ်ယူလိုသောကြောင့်မလေးပြု၍အမျက်ဆုံးကုသိုလ်ယူလိုသောကြောင့်ဟုတ်လားဟုတ်မလဲမဟိုခင်ဗျားကိုကိုကျော်ဝင်းကြီးကတောင်းတယ်ဆရာလွန်မာဥကောသနာသမီးဆိုတော့မောင်ကျော်ဝင်းကလာတောင်းတယ်တော်သားလေးကတို့မန္တလေးမြို့သူဟိုဘုကောရဲ့သမီးလွန်မာကိုလေဟိုဂုဏီတစင်သာနဲ့
ပါရိုက်ပလိုက်မှာဒါပြောတော့ချွာဘာလဲလဲရိုက်မှာရိုက်ပလိုက်မနော်ဘိုးကောရဲ့သမီးလေးကိုဘာလဲလဲမလွင်မာလေးကိုကိုကျော်ဝင်းကရှင်မအဲ့လိုရမလားရှင်မတို့လည်းပြောတော့မယ်ဆိုရင်အဲ့ဒီကိုမောင်ကျော်ဝင်းကတပည့်တော်သမီးမလွင်မာကိုဂုဏီလေးတစင်သားနဲ့တပည့်တော်လေးဟိုကြေးလက်ကောက်နှစ်ကွင်းဆိုဘာလို့လိုက်မလဲကင်ပလိုက်မှာအဲ့ဒီတိုင်းပဲညီတို့မင်္ဂလာဆောင်တော့ဘာလဲခန့်ဝင်ပစ္စည်းအစုံစုံလဲလဲနဲ့ဟုတ်တယ်နော်သူနေပြန်ရွှေကြီးဆက်လို့သူမပြတ်တဲ့မြတ်တာအမဲရွှေကြီးဆက်တာတဲ့သူတို့ကြတော့တန်ဖိုးနဲ့ကယရဏနိတုံရွှေကိုသာနောရကြောင်းမြတ်ပလေအမဲဒီကိုတော်လေးတွေရင်ခံနေရှင်ပြီးတော့ဓာလေးကကော်တာနဲ့ဘာလုပ်လိုက်ရမှာတူတာဒါဆိုရင်ကိုရင်နေဦးစင်းတွေကိုရှင်ပြုရင်ခံတိတ်ခါထပစင်းခံပြီဆိုရင်အဲ့ဒီပပိစ္ဆမင်္ဂလာလောက်တာဖြစ်ချင်းအောင်ကိုမိမယူတယ်ယောက်ျားစတယ်ပြောဘာလဲလဲတူနဗျာရွှေကြီးဆက်လို့သွေးမပြတ်တဲ့မြတ်တာညီတို့ရွှေကြီးဆက်တယ်တဲ့နော်ဘာလဲလဲတန်ဖိုးနဲ့ကယရဏနိတုံရွှေကိုသာနောရကြောင်းမြတ်ပလေအာမလှုပ်သေးတယ်ဒါလေးတွေကြဒါလေးပစင်းခန္ဓာကိုရင်ဝတ်တာကြတယ်ဘာလို့တဲ့လဲစိန်နဲ့မြဘယ်ရောက်စိန်နဲ့မြစိန်တော့ဒီနေ့မလာဘူးမလာရင်ဒီကမေးပြီစိန်နဲ့မြမှု့ရပါရရာဘုံနဲ့လာမယ်လာပြီးတော့ဘာတဲ့ဟိုချင်းတောင်လေးရလဲ3000တန်လေးဖြာလေးရ sorry ပဲမလာခဲ့နဲ့အဲ့ဒါတော့ဟုတ်တယ်မလာခဲ့နဲ့လေဟောတချွရင်းလေးမင်းစဉ်းစားကြည့်တယ်လေအာဇာနီကအာဇာနီကမင်းဝန်ဆော်ရီပြောတယ်အာဇာနီဒီသာသနာတက္ကသိုလ်တဲ့ကတော်တွေဘာသာ9မျိုးနဲ့နော်စာပေတွေတက္ကရာအင်္ဂလိပ်စာပါဠိမြန်မာသင်တယ်အာဇာနီပဲဒါသူထွက်လာပြီလေအဲ့လိုအာဇာနီပုဂ္ဂိုလ်တွေကိုအာဇာနီလို့ချီးမြှောက်အောင်ဖះလောင်းမြင်းကဖះလောင်းမြင်းဆရာကမြင်းအကောင်20လောက်နဲ့ထွက်သွားလိုက်ဆိုတော့သူ့မြင်းနေအဲ့ဒီရွာတွေကိုမဝင်ဘူးဖြစ်ဘလို့ဖြစ်တာလဲဘလို့ရိုက်လို့မှမရအောင်အကြောင်းထုတ်လိုက်လားကြည့်လိုက်တော့မှအာဇာနီမြင်းယူတဲ့မြင်းချီလေးသွားတွေ့တော့အာဇာနီမြင်းရဲ့မြင်းချီလေးတွေမှာတမန်မြင်းတွေကရွာတွေကိုမဝင်ရဘူးအဲ့လိုမဝင်ရတာဖြစ်ချင်းအဲ့ဒီအာဇာနီမြင်းရဲ့မြင်းချီလေးကိုရီဖြော်ပြီးတော့တခါတည်းသူ့ပါတဲ့မြင်းအကောင်30 30ဘူးရီလောင်းပြီးတော့မြင်းတွေကခုန်ပေါက်ပြီးပျော်သွားတယ်ဒါနဲ့အဲ့ဒီမြင်းချီလေးတိုင်းလိုက်သွားတော့အမေကြီးတယောက်အိမ်မှာအာဇာနီမြင်းလေးသွားတွေ့လှမ်းကြည့်လိုက်တရားမြင်းရဲ့ကြံလက်ခံကြတဲ့ဒါအာဇာနီမြင်းပဲအမေတော်လွင်ရဲ့ဒီမြင်းလေးကိုကျွန်တော်ရောင်းပါလားမရောင်းနိုင်ဘူးတဲ့ငါမှမုတ်ဆိုးမကြီးသားသမီးလည်းမရှိတော့ဒီကလေးလေးကိုပဲငါသားလို့အရာထားပြီးနေတာသူကမြင်းညသူကမြင်းကုန်တယ်လို့ရှင်သူကဆန်လေးတွေရောင်းတယ်မြက်လေးတွေရောင်းတယ်ဆိုတော့အဲ့မြင်းကုန်တယ်တယောက်ကမြင်းမွေးသွားတယ်ဆိုတော့သူလက်ဆောင်ပေးထားခဲ့လိုက်တာဟိုမြင်းကုန်တယ်ဆိုတဲ့ကောင်ငတုံဘာနားမလဲအာဇာနီမသိတော့ပေးအလကားပေးထားခဲ့တယ်ဖះလောင်းနဲ့တော့တွေ့ဖះလောင်းကအမေရဲ့တဲ့အမေသားဆိုရင်တဲ့ကိုသားသမီးကြီးွားမှာဟိုမလိုချင်ဘူးလားအဲ့လိုတော့လိုချင်တာပေါ့တဲ့အဲ့လိုဆိုရင်လေဟဲ့ဒီမြင်းတွေအကုန်လုံးနဲ့ပေးမယ်ပါဇက်ကို1000ခြေလေးချောင်းကို1000အမိကို1000 6000တော့အတပြားတွေနဲ့ကျွန်တော်သားလေးဖြစ်မွေးစားပါမယ်ဟောအားတယ်တော့ငွေ6000ပတ်စံ1000ဘယ်ရမှာတကယ်လားတဲ့တကယ်ပါတဲ့အမေသားကိုကျွန်တော်သားလေးလို့အမေသားလေးကိုအမေကောင်းသားတာကိုမကြည့်ချင်ဘူးလားကြည့်ချင်တာပေါ့တဲ့အဲ့ဆိုကျွန်တော်ရောင်းတာမဟုတ်တော့ကျွန်တော်ပေးလိုက်ပါဆိုအဲ့ဒီတခါတဲ့အမေသားကိုဘာတွေကျွေးလဲတဲ့အမေကဆင်းရဲတယ်လေတဲ့ထမင်းရည်ရဲ့စကွဲရည်အဲ့ဒီသူများရဲ့ပအုံးရည်ပေါ့ထမင်းရည်အဲ့ဒါပဲကျွေးနိုင်တယ်โอเคခေါ်လာတယ်အိမ်လဲရောက်တဲ့ခါလဲကြာတော့အဲ့ဒီမြင်းလေးကိုထမရည်နဲ့စကွဲနဲ့ကျွေးတယ်ဘာလုပ်တယ်ထင်လဲစောင့်ကံပလိုက်မှာကံပလိုက်နော်ကံပလိုက်ဒါပဲအားသာအခုအိုဘားမရဲ့မိန်းမမဲသေးပြီးတော့ဟိုဒေါ်လင်မာလောက်ချောလာကျောင်းshe's the first lady ဟာသူ့ယောက်ျားအိုဘားမကိုသမ္မတဖြစ်တယ်သူဘာလို့သွားလဲ first lady မြန်မာနိုင်ငံကိုလာရင်လည်းဒါလုပ်ရလိမ့်မယ်နော်ဟုတ်တယ်နော်အိုဘားမရဲ့မိန်းမမဲတူပြနှမ်းနေတာ sorry ပဲယောက်ျားသမ္မတဖြစ်သွားပြီသူသမ္မတရဲ့ကြော်ဖြစ်သွားပါပြီဓမေစီရီဆရာတော်သည်ဤသာသနာတက္ကသိုလ်ထဲမှာတစ်ချိန်တစ်ခါတော့ကဆွန်လေးခံစားစားမယ်စာလေးကုန်းကျက်တဲ့ကြော်လေးသင်္ကန်းပါလေးနဲ့ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒီနေ့အိုဘားမရဲ့ဇနီးလိုပဲဒီနေ့ဓမေစီရီနော်အဲ့ဒီတော့ကနန်းရှိမှာဘောလုံးဝဲလေးကြည့်ခဲ့တဲ့ဘုန်းကြီးလို့မမြင်နဲ့တော့မြင်လို့မရတော့ sorry ပဲအဲ့ဒါမြင် sorry ဖြစ်သွားပြီဟုတ်ပြီနော်အာဇာနီမြင်းလေးကစောင့်ကံပလိုက်မင်းဟာတဲ့မင်းအမေကိုငါမေးခဲ့ပြီးပြီတဲ့မင်းအမေကလေတဲ့မင်းကိုဖအုံးကြီးထမင်းကြီးရဲ့စကွဲရဲ့ကျွေးတာတဲ့အဲ့တော့မင်းကငါရှင်မမင်းကြီးကျယ်လှရည်လားတဲ့မင်းနေ့တိုင်းစားတဲ့အရာကိုကျွေးတာနေစမ်းမအောင်တဲ့ကျွန်တော်အမေကတဲ့ကျွန်တော်ကိုအာဇာနေမှမသိဘူးတဲ့
သူကကျွန်တော်အာဇာနေမှမသိဘူးတဲ့သူ့သားလေးကိုရှိတော့အမေကရှိတာကျွေးလို့စားခဲ့တယ်တဲ့ခင်ဗျားကကျွန်တော်ကိုအာဇာနေမှသိလို့ငွေ6000နဲ့မြင်းအကောင်20နဲ့လဲတာလေတဲ့အာဇာနေမှသိတဲ့လူတယောက်ရှိမှာအာဇာနေစစ်တဲ့နဲ့အဲ့ဒီပအုံးကြီးကိုမတောက်ဘူးထမင်းရင်မတောက်ဘူးအသေးခံမယ်ဟုတ်ပါပြီတဲ့ငါစမ်းတာပါငါသားရဲ့အဲ့ဒါပဲဟုတ်နော်အဲ့ဒီစိတ်သက်ရှိရအာဇာနေလေဟုတ်နော်ဒါ IC ရဲ့ကိုစားရှင်များတို့အာဇာနေလို့လေဟုတ်တယ်ဒါပဲပသိမ်မှာတရားဟောတယ်တရားကဘုန်းကြီးတွေပြောလိုက်တာပါဆရာတော်ကြီးဥရဇာလည်းပါတယ်တီလူဆရာတော်လည်းပါတယ်ဆရာတော်ဥရဇာမင်းတို့ကွာဘုန်းကြီးဆရာတော်ဥက္ကောသနာတရားတယောက်တပါးတယ်9ရက်ဟောပါတယ် one man show ပေါ့85သိန်းလောက်သူလှူလိုက်ပါတယ်ဆိုတော့ဟိုဘက်က6ပါးလောက်ဟောတာအဲ့လောက်မရအောင်မရတဲ့ခါကျတော့သူတို့ကဘာပြောလဲဆိုတော့ဆရာတော်ဥရဇာမင်းတို့ကကွာဘိုးကောဟောရင်ငါတို့ဟောလို့ရမလားကွာ तू ကတလောက်ပသိမ်မှာဘုန်းကြီးတွေဟောလိုက်တယ်အဲ့ဒါနဲ့အဲ့ဒီပသိမ်ကညောင်မြကျောင်းဆရာတော်ကတို့လဲ IC ရော IC ဖိတ်လိုက်တာပဲတဲ့ဒါအာဇာနေမပါတော့ပွဲမရှိဘူးဟုတ်လို့ပသိမ်ကပြောတာနော်ဟဲ့လာလုံးမနေနဲ့ပသိမ်ကပြောတာဒါဆိုရင်ဒါဆိုဘာလဲအာဇာနေတွေဟုတ်ပြီနော်အာဇာနေတွေဆိုရင်အာဇာနေအခုပြောလိုက်ပြီယရနာဖယားတရားတန်ခါများသည်ယရနာထိုက်လေတော့ကြောက်ဟုတ်ပြီနော်ဖယားတရားတန်ခါများသည်ယရနာထိုက်ပါတယ်ကျွန်ုပ်ဤမန္တလေးမြို့မှာပဲပြောခဲ့ပါတယ်ကိုယ်စောဤမန္တလေးမြို့မှာပဲပြောခဲ့ပါတယ် Buddha is like ruby Dhamma is like diamond Sangha is like pearl ဤမန္တလေးမြို့မှာပဲကျွန်တော်ပြောခဲ့ပူပါတယ်နော်ဒါလည်းကိုယ်စောပြောခဲ့ပါတယ်အဲ့ဒါကိုဤမန္တလေးနဲ့ရှိသောအချို့ဆရာတော်ဘုရားမယားကနှစ်သက်ခြင်းမရှိတာဖြစ်ခြင်းကြောင့်အဲ့ဒီဥစ္စာတွေမှားတယ်ဆိုပြီးနိုင်ငံတော်သံဃာမာနကစသည်ဖြင့်အစိုးရတွေအဲ့လိုပြောတယ်မန္တလေးမြို့မှာပဲပြောခဲ့တာပါဘာမှဘယ်သူမှလည်းထိခိုက်သောစကားလည်းမဟုတ်ပါဘူးเนาะကိုကျော်ဝင်းမြတ်စွာဘုရားသည်ဗရမများနဲ့တူတယ်ဓမ္မကစိတ်နဲ့တူတယ်တန်ခါပလဲနဲ့တူတယ်လို့ကျွန်တော်ပြောခဲ့ဘူးပါတယ်ဒါပေသည်ကဘာကြီးမှာဆရာတော်ဘုရားကြီးတွေရှေ့မှာပြောတဲ့အခါမှာကျွန်တော်ဘာမှဆရာတော်ကြီးတွေကိုပြန်မပြောခဲ့ပါဘူးဟိုတလောကလည်းသာသနာရေးဝန်ကြီးကိုယ်တိုင်တရားဝဲလုပ်ခိုင်းတဲ့ကဘာကြီးတရားဝဲမှာလည်းပြောခဲ့ပါတယ်ငါတပည့်တော်ကျွန်ုပ်မှားလို့ရှိရင်မင်းကွန်းဆရာတော်မှားပါတယ်လို့မင်းကွန်းဆရာတော်မှားရင်ဖယားမှားတယ်လို့ဓမေသီဆရာတော်ဥက္ကောသနာပြောလိုက်တဲ့အရာကိုဖယားကိုဗရမ ्या နဲ့တူတယ်လို့ယရနာနဲ့တင်စားလိုက်တဲ့အရာကိုမှားရင်တို့ယူဆလိုက်တော့ဘုန်းတော်ကြီးများသည်တချို့ဘုန်းတော်ကြီးများကတိုင်ပါတယ်မချေနဲ့မနာလို့အိတ်တာမစရိရတယ်နော်ကွန်းစောကြီးဥက္ကောသနာမှားရင်ဘယ်သူမှားလဲမင်းကွန်းဆရာတော်မှားတယ်မင်းကွန်းဆရာတော်မှားရင်ဖယားမှားတယ်တတိရှိတယ်နော်ကိုကျော်ရင်ဥက္ကောမှားရင်မင်းကွန်းဆရာတော်ကြီးမှားတယ်မင်းကွန်းဆရာတော်ကြီးမှားရင်ဖယားမှားတယ်ဟောတော့မင်းကွန်းဆရာဘုရားဝင်ထဲမှာဘုရားဝင်ပြန်လည်ကြည့်လိုက်ပါလားဆရာတော်ဘုရားတို့ရဲ့နော်သူများကိုပြောရင်ဆိုရင်သူတို့ညင်အရင်ကတော့ကြောက်ပါတယ်မင်းငေါ်လို့အာမရဒါပြောရင်ဘာနှိပ်ရမလဲအဲ့ဒါပဲကြည့်နေနော်တော့တခါလေဒီမှာသာသနာတက္ကသိုလ်တွေကစတတ်ပေတဲ့ဘုန်းကြီးတွေရှိတယ်ကြားမလို့ကွန်းစော်ကြီးတလားမဏီဝခါရောလို့ရေးပေးစံကောတလားကွန်းစော်ဟုတ်တယ်လေမဏီဝခါရောပြီးပြီလေမြတ်စွာဘုရားရှင်ရဲ့ခန္ဓာကိုဘုရားဝင်ပါဠိတော်မှာတော့သူများကိုပြောတော့မယ်ဆိုရင်ကြည်ပါကြည်ကြတော့ကြည်တော်မူကြပါမစ္စရိယာတွေနဲ့မလုပ်ပါနဲ့အရှက်ကွဲလိမ့်မယ်နော်ကွန်းစော်ကြီးဟုတ်တယ်ကွန်းစော်မဏီဝကာယောဆရာတော်ဘုရားများတေချာမှတ်လိုက်ပါဘုရားမှာလည်းကြည့်လိုက်ပါမဏိဝကာယောဟောကွန်းစောမြတ်စွာဘုရားရှင်ရဲ့ဗါတယ်လေခန္ဓာကိုယ်ဒီမဏိဝဟောကွန်းစောဘာနဲ့တူတယ်ဗရမ ्या နဲ့တူတယ်ဗရမ ्या နဲ့တူတယ်ဘာနဲ့တူတယ်ကွန်းစောဗရမ ्या နဲ့တူတယ်နော်မဏိဝဟုတ်လားကွန်းစောဘာနဲ့တူတယ်ဗရမ ्या နဲ့တူတယ်တဲ့ဘုရားပါဠိတော်ဟိုစာမျက်နှာပါထားတဲ့ရှာပေးလိုက်မယ်နော်ကွန်းစောကြီးဘုရားတက္ကရာဘုရားပါဠိတော်ပါလို့ရှင်ပြတရံမိပတ္တိတံသဗ္ဗံဒီဝသဘာကာမတတော်လာပြီကိုကျော်ဝင်းဘုရားပါဠိတော်ကွန်းစောရေးစံဘုရားပါဠိတော်ဒုတိယစာမျက်နှာ380ပြောခြင်းဆိုရင်သူတို့ညင်ဘုရားတော်ကတော့ကြောက်ပါတယ်နော်ကွန်းစောဘာလဲလဲရှင်မြတ်ကြီးကိုပြန်ကြည့်လိုက်ပါဝိရောဇမန္နဝိမလောဘိက္ခုသံဃာတမစ္ဆကာ
အဲ့ဒါဂေါရမဗုဒ္ဓဝင်ပါဗျာဝိရောသမဏဝိမလောဘိက္ခုသံဃာသမစ္ဆကောတရမိပရိဒံသဗ္ဗံမနိဝသဗ္ဗကာမရတောစိဏ္ဏမဏိကာရတောအောင်နမောဒီကာရအဲ့ဒီမှာအဲ့ဒီထေရဆိုတာဒါကြည့်ရေးလိုက်တော့ဗျာကွန်စောကြီးဟောတက္ကရာဖွင့်တာလေးရှင်ရတို့ရွတ်ပြလိုက်ပါဦးဟုတ်လားမဏိဝကာယောတိတဲ့မဏိဝဆိုတာဘာတဲ့လဲတဲ့ကွန်စောမဏိဝသဗ္ဗကာမရတောဒီစိဏ္ဏမဏိဝိယသဗ္ဗကာမရတောစိဏ္ဏသဗ္ဗကာမရတောအလုံးစုံသောလူရင်ဆန္ဒကိုပေးတတ်သောစိဏ္ဏမဏိဝိယစိဏ္ဏမဏိဗရမယယရနာကဲ့သို့အာမိငါဘုရားရှင်ကလည်းပဲအိစိတံလူလာသောပါရိဒံတောင်းတာသောတပ္ပံလောကီယံလောကုတ္တရာဒုက္ခဝိသေသံအလုံးစုံသောလောကီလောကုတ္တရာချမ်းသာထုကိုဒီမိတိပေးတဲ့ဣတိအထောပြောရတာတော့အာနာပါတယ်ဟုတ်တယ်ဒါဆိုရင်မဏိဝမြတ်စွာဘုရားရှင်ရဲ့မဏိဝဘုရားဝင်ပါဠိတော်ဒုတိယဟု380အထကထာ345ဒီပိစံကွာကြည့်အဲ့မှာဒါပါဠိတော်မှာပါတာဖြစ်ချင်းကြောင့်ဥကောမရင်ဖျားမတယ်ကွာဖျားငါမှန်ရင်ဖျားမှန်တယ်ဖျားမှန်ငါမှန်ရမယ်ဒါပြီးရောအဲ့တော့မကြိုက်တော့မကြိုက်ကြဘူးလေဟဲပြောရဲလိုက်တာဒီမှာလေသူတို့ငါ့ကိုချလိုက်တယ်လေကောင်းစောဟုတ်ပြီနော်ဆိုတော့ဝိမလောတိဝိအဲ့ဒီမှာမဏိဝသဗ္ဗကာမတတော်ဒီစိဏ္ဏမဏိဝိယသဗ္ဗကာမတတော်အဲ့ဒီတက္ကရာမှာ345မှာအဟံပိငါဘုရားရှင်ကလည်းဒါဆိုရင်လောက၌စိဏ္ဏအပေါ်မှာရေးမယ်အလံမရှိကြတာဖြစ်တာလောက၌စိဏ္ဏမဏိဗရမယယရနာသည်လူတို့ဤလူရင်ဆန္ဒကိုပေးစွမ်းနိုင်တဲ့ကဲ့သို့ယရနာကိုပြောနေတာလူတို့ဤခဏတပါ please တပါလာစမ်းပါနော်လောက၌စိဏ္ဏမဏိဗရမယယရနာတဲ့စိဏ္ဏမဏိဗရမယလေးထည့်ပါအောင်ယရနာရဲ့အပေါ်ကလောက၌စိဏ္ဏမဏိဗရမယယရနာသည်လူတို့ဤလူရင်ဆန္ဒဟူသမျှကိုပေးစွမ်းနိုင်တဲ့ကဲ့သို့ယရနာထိုက်ပုံပြောနေတာဒီဘက်ခံတယ်လေထိုင်လိုက်လောက၌စိဏ္ဏမဏိဗရမယယရနာသည်လူတို့ဤလူရင်ဆန္ဒဟူသမျှကိုပေးစွမ်းနိုင်တဲ့ကဲ့သို့ငါဘုရားရှင်သည်လေဘုရားတက္ကရာတိုင်းဘာသာပြန်ပါလေအဟံပိငါဘုရားရှင်သည်လေငါဘုရားရှင်သည်လေအိစိတံလူလာသောပဋ္ဌိတံတောင်းနာသောတတ္တဝါတွေလူလာသောတောင်းတသောလူရင်းသားတွေရမယ်တောင်းနာတာတွေလည်းပြည့်မယ်လူလာသောတောင်းနာသောလောကီလောကုတ္တရာချမ်းသာအထူးကိုပေးနိုင်ပါ၏လောကီလောကုတ်ချမ်းသာအထူးကိုလောကီလောကုတ်ချမ်းသာအထူးကိုပေးစွမ်းနိုင်၏ပြီးသွားပြီဒါကြောင့်ယရနာလောကီလောကုတ်ချမ်းသာအထူးကိုခင်ဗျချမ်းသာအထူးခင်ဗျချမ်းသာအကျိုးခင်ဗျပြောင်းမြန်နေကြီးတာခင်ဗျချမ်းသာအထူးကိုလို့ကြောခင်ဗျအကျိုးလို့တော့ကျိုးကျင်တယ်လို့ပဲပေးစွမ်းနိုင်၏အဲ့ဒါဘုရားတက္ကရာပါဗျာဟုတ်ပြီနော်ဘုရားတက္ကရာဒါကြောင့်မလို့အဲ့တော့ယရနာကိုကဲရေးတော့ယောဂီတို့မှတ်တော့မယ်ဘုန်းကြီးတို့တို့ရတာယရနာ၃ပါးဟောတာဖြစ်ခြင်းကြောင့်ယရနာချင်းထပ်ရင်မြတ်တယ်နော်ယရနာကိုရောရင်တန်ဖိုးကြတယ်အဲ့လို့ဆိုရင်မေးတော့မယ်နော်ဟိုခင်ဗျားတို့အိမ်မှာဖယားစင်ရှိလားဖယားစင်မှာဖယားယရနာမရှိဘူးလားအဲ့ဒီဖယားစင်ရဲ့ယရနာဖယားယရနာမှာမဟာစီစရောဘုရားကြီးရဲ့ဓာတ်ပုံမင်းကောစရောဘုရားဓာတ်ပုံမိုးစရောဘုရားကြီးဓာတ်ပုံကိုအဲ့ဒီဖယားရဲ့မှာထားတယ်မင်္ဂလာရှိလားမင်္ဂလာရုပ်လားမင်္ဂလာရှိတယ်ဟုတ်နော်ရှင်များနောက်ရှင်များပြောရမယ်လုပ်ငန်းတွေအဲ့ဒီဖယားဒုမယားရဲ့ဒုဗုဒ္ဓဘာသာရဲ့ဖယားကန်းထဲမှာမင်းကောစရောဘုရားကြီးရဲ့ဓာတ်ပုံမိုးစရောဘုရားကြီးရဲ့ဓာတ်ပုံမဟာစီစရောဘုရားကြီးရဲ့ဓာတ်ပုံမိဘနှစ်ပါးရဲ့ဓာတ်ပုံတွေဖယားကန်းထဲမှာထားခဲ့သည်ရှိသောတန်ဖိုးကြလားတန်ဖိုးတက်သလားကိုကြီးကြော်ရေးထားပြီသွားပြီအဲ့ဒါညီတို့အဲ့ဒါပဲမင်းတို့နိုင်ငံမှာဖြစ်နေတာအဲ့ဒါပဲကီးရအဲ့ဒီမှာမှတ်ထားဒါပဲသူပြောပြီနောက်ကုန်းစောဆိုရင်အောင်မင်းကောင်နေဘိုးအောင်နေဘာညာတွေအဲ့ဒီထဲမှာထားတော့အိုးအဲ့ဒီ
တမန်သမုဒ္ဒရာရှင်တော်ဘုရားရဲ့ကိုယ်စားတည်ထားတဲ့ဖယန်းဆင်းတို့ကတော့ဂုံရုပ်သွားခြင်းမရှိဘူးဒါပေမဲ့အဲ့ဒီအိမ်မှာရှိတဲ့ထိုဖရားပေါ်မှာရှိထားတဲ့တတ္ထတရားယော့သွားတယ်ပညာတွေယော့သွားတယ်တရားတွေနာလို့ညင်စင်တွေမတိုးဘူးကောင်းမှုတွေမဖွင့်ဖြိုးဘူးဘာလို့လဲယရနာကိုယောလိုက်လို့လေပုံပေါ်သွားပြီလားဖရားကန်းထဲမှာ38မိနစ်တွေထက်ဘိုးတော်တွေထက်ဝိဇ္ဇာတွေထက်ဘယ်လိုနေသွားလဲကွန်းစောကိုကျော်ချင်းတန်ဖိုးရောက်တာဗောအဲ့ဒါပါပဲတန်ကောင်းပြီမေးမယ်ဗလီထဲမှာလေမိုဟာမက်သခင်မှတပါအခြားထားလားသူယရနာကိုနော် church တဲဝင်မှာဟိုကကြောင်းသွားအော် Jesus က church ကြောင်းထဲမှာ church ကြောင်းထဲမှာခရစ်တော်မှာတပါအခြားထားတာရှိလားသူတို့ယရနာကိုငါခရိယန်တွေမွတ်စလင်တွေမကောင်းဘူးပြောတာမဟုတ်ဘူးနော်အဲ့ဒီခရိယန်ဘာသာဝင်များသည်သူတို့ယရနာထိုက်တယ်သူတို့ရဲ့ဖခင်ကိုတခုပဲထားတယ်ဟိုမိုဟာမက်သခင်ကိုပဲတခုပဲထားတယ်ဗမာတွေကြတော့အဲ့လိုအများကြီးရောလိုက်တာပြင်ညကွန်းစောမြန်မာတို့သည်ကိုးကွယ်စရာယရနာအပြင်အခြားအရာများကိုရောလေသောကြောင့်တန်ဖိုးကြခြင်းဖြစ်ပါသည်အဲ့ယရနာကိုအခြားရောလို့မရအောင်တရားဝဲ2 နာရီလောက်ဘုန်းကြီးလည်း I cannot break I can break မနေ့ကလည်းစီးရီတောက်တယ်တိုက်စားလည်းရေကြီးပဲလှိမ့်တော့ဆိုတော့စီးရီကတွားခြင်းဒီမှာလူကားပိတ်တယ်ကားပိတ်ရမကားပဲဟိုမှာကလေးဖြူတို့ဆင်းတဲ့အားနဲ့ကြုံပြီဒါပေမဲ့နော်မန်းလေးကကလေးတော်တော်အံ့ဩစရာကောင်းတယ်အဲ့ဒီမှာမူပြီးရေတွေဆိုအကုန်လုံးဖုန်းကြီးဝိုင်းဖက်ငါစကိုရငါစီးသွားခြင်းနေပြီငါခွန်းတော့ပါတော့အဲ့ကောင်တော့သူတို့မူးနေနော်ဒါတဲ့လူငယ်တွေကိုဒါအရှင်များများလည်းပြောလို့အဲ့ကောင်တွေအကုန်လုံးဥက္ကဋ္ဌတော်အကုန်သိအင်ကြီးကျွတ်တင်းနဲ့ရေတွေဟာ6ကြီးနဲ့ဖူးတွေနဲ့တိုက်လူတွေတော့မူးတယ်မင်းတို့ချိတ်တယ်လို့သူတို့သွားရင်မင်းတို့ကနေဘာနာရိဘာဒါသူရမရဆိုဝိုင်းထိုးပလိုက်မှဒါလာသွားမယ်အဲ့ဒါမင်းတို့တွေရဲဘော်တို့ငါလည်းပြောနေတယ်ကွာမင်းငါစောရင်ငါတော့တက်ဆိုသေးတယ်လူငယ်တွေလှုပ်လိုက်ရအဲ့တော့မင်းတို့တွေချိတ်တယ်လို့ပျော်လို့ရတယ်ရံမဖြစ်နဲ့ပျော်တာရာစုမမြောက်ဘူးရံဖြစ်ရင်ရာစုဖြစ်တယ်စိတ်ညစ်ရတယ်ပျော်တဲ့နောက်မှာစိတ်မညစ်စင်နဲ့ပျော်ရွှင်မှုကိုပျော်ရွှင်တာလေးကိုပျော်ရွှင်ချမ်းသာပျော်ရွှင်တာလေးကိုချမ်းသာမှုနဲ့နေကုန်းချုပ်ပါစေဒီကောင်လေးဩဝါဒပေးပြီးသွားပြီအဲ့မူအများကြီးရှင်များတို့တော့အများကြီးဟိုမှာနော်ခေါ်တယ်တကူလုံးမှရှိတဲ့ကောင်လေးအကုန်လုံးမနဲ့တရားလာနာပါမဲတဲ့ဒီနေ့တော့နည်းနည်းပျော်ပြတယ်ပျော်ကွာအဲ့ကောင်လေးတော့ငါအခုတက်ချင်နေပြီငါထွိုင်းနေသွားရင်ငါတိုက်ပို့ရှာတယ်ငါသူပေးတဲ့တွေရှင်းပြီးတော့မန်းလေးချစ်စရာကောင်းတယ်အဲ့ဒါဘ
ဘုန်းကြီးကိုဘုန်းကြီးမှန်တရားကိုတရားမှန်တန်ခါကိုတန်ဟာဒါဥရောတာကွာဥရောတာကွာလူတွေကမုန်းနေအခုလူတွေကဆိုရွှဲဟာအတင်းဝိုင်းဖက်ယောက်ျားလေးတွေတော့သူတို့တော်တယ်ကလေးတွေဒီကလေးတွေဒီမှာပါလိုက်မယ်ဒါဆိုကောင်းပြီမြန်မာတို့ဒီကိုယ်ဝေရာဝချရမယ်နဲ့ရောလေသောကြောင့်တန်ဖိုးကျသွားတယ်တန်ဖိုးကျတယ်ဆိုတာကဖះကတော့တန်ဖိုးမကြောက်အသိတို့တန်ဖိုးကျသွားတယ်ဒါကြောင့်မလို့အိမ်မှာကိုယ့်ကိုစဉ်းစားကြည့်လိုက်လေတန်ဖိုးတွေယရနာအောင်ရွှေချခြင်းဆိုတဲ့အဓိပ္ပာယ်ဒါတွေဖြစ်လာပါတယ်ဖြတ်လိုက်တော့ပြီးတော့သာသနာအလံနဲ့ပတ်သက်တာတွေဘုန်းကြီးတို့ပြောပါဦးမယ်တကွန်မရှိတဲ့ဖះအလံမရှိတဲ့ယထာဆိုလို့နော်ဟုတ်ပြီလားကိုဝင်းစောကြီးကိုဝင်းစောဘုန်းကြီးရေးပေးထားတဲ့အရာလေးနဲ့ရေးပေးလိုက်ပါနော်ဒီပထမဦးဆုံး so this flex was published 19ရက် AB လ1885ခုနှစ်မှာပထမဦးဆုံးအလံလေးကိုသတင်းစာထဲမှာ newspaper ထဲမှာမှတ်လိုက်ကိုယ်က19 AB 1885 19 AB 19ဒါကိုတိကိုဒုတိဖို့19 AB 19 1885 1885အဲ့ဒါပထမဦးဆုံးအချိန်သာသနာအလံကိုသတင်းစာထဲမှာပထမဆုံးသတင်းစာ၌ရိုက်နှိပ်ဖော်ပြသာသနာအလံတော့အပေါ်ရေးလိုက်အောင်ခေါင်းစီရပါမှမသိဘူးဟိုနမောပထမဆုံးသာသနာအလံလို့ဝါရီနောအောင်နာကတ်ရေးလိုက်ဟိုဝါရီနောမှာသာသနာအလံရေးလိုက်တယ်သာသနာအလံဒီမှာဘာမှမသိဖြစ်မှာဆိုလို့သာသနာအလံရှင်များတို့ပြပေးခဲ့မယ်ကိုတော်တို့ကျေးဇူးတွေနောက်ကျမှသိမယ်ဒီမှာဒီအကုန်လုံးရှင်များအတွက်ပေးဖို့တမင်တာထုတ်လာခဲ့တာနော်ထုတ်လာခဲ့တာတပည့်တော်ထဲမှာရှိတဲ့အချက်လက်ကနောင်အနှစ်20ဆောင်းမရေးလို့အနှစ်20နော်တပည့်တော်စုဆောင်းထားတဲ့အချက်လက်တွေကိုလူတစ်ယောက်ကတစ်ခုရေးမယ်ဆိုရင်အနှစ်2000လောက်ရေးရမယ်2000လောက်ရေးရမယ်မင်းတို့ကြီးပြူမကြည့်နဲ့တကယ်ပြောတာတကယ်ပြောတာဘလောက်တိအောင်ဆိုရင်ကိုကျော်ဝင်းက तू ကကိုကျော်ဝင်းကဆိုင်ငယ်တရေဖြစ်လို့တပည့်တော် तू ခုနက तू နဲ့မတွေ့ရလို့ဟာလေးတွေတပည့်တော်ဆိုင်ငယ်ဒီဇိုင်းပုံစံတွေအကုန်လုံးထည့်လာခဲ့တယ် तू ပေးခြင်းလို့ तू ဆိုင်ငယ်တရေလေဆိုင်ကယ်တွေပုံတက်လာခမရအမေရိကန်ဆိုင်ကယ်တွေနီးမျိုးစုံအကုန်အဲ့ဆိုင်ကယ်အမေရိကန်ဆိုင်ကယ်ထဲမှာကွန်ပျူတာရှိတယ်အင်တာနက်နဲ့ရှိတယ်ဆိုင်ကယ်ထဲမှာကွန်ပျူတာအဲ့ဒီဟာဆိုကျုပ်ထည့်လာခဲ့တယ်ခမရအတွက်ဆိုပြီးတော့ကထားတော့17 April 185မှာပထမဆုံးသတင်းစာထဲမှာစတင်ရိုက်နေဖော်ပြတယ်နော်အဲ့လိုနဲ့ပြီးတော့28 May 1885မှာပထမဦးဆုံးချိန် so it works the facts white sticks in public လူအများရဲ့ကြားမှာပထမဆုံးချိန် white လောက်တာကတော့ဒီအလံကို stamp လောက်တာလွှင့်တာအလံလွှင့်ထူတာကတော့အဲ့ဒီ flex လောက်တာက28 May မှာပထမဆုံးချိန်လွှင့်တင်တယ်အလံလွှင့်တယ်အလံတင်ခန်းနာလုပ်ခဲ့ပါတယ်ဒီ Buddhist flag flying in Beijing ဒါအခုဘုန်းကြီးတို့ရှိမှရှိတဲ့ဥစ္စာတော့ Beijing မှာလွှင့်ခဲ့တဲ့ခုနှစ်ပါကထားတော့ဟုတ်ပြီနော်ဆို28 May လကစုံလာပြီနေမှာပထမဦးဆုံးကစုံလာပြီနေကြတယ်နော်အဲ့ဒါအဲ့28 May အောင်တော့ကစုံလာပြီလို့ရေးထားလိုက်Wasak Day နော် Wasak ဝိတာကနေဆိုကစုံလာပြီနေ Wasak Day အဲ့ဒါအလံလွှတ်တယ်ပါဟုတ်ပြီနော်1889ခုနှစ်မှာဂျပန်နိုင်ငံနဲ့မြန်မာနိုင်ငံရောက်ခဲ့ပါတယ်ဒါရင်အခုချိန်នេះဥပဒေနာနိုင်ငံညာအားကိုးတယ်နိုင်ငံညာစာပေထင်ကြီးတယ်နို့အဲ့လိုဆိုရင်မြန်မာစာပေကိုထင်ကြီးပါတယ်ဆိုတော့ကျွန်ုပ်ကိုပြောတော့အချို့သောဆရာတော်ဘုရားမယားကိုပြောလိုက်ပါမယ်ဘယ်ချိန်တုန်းကမြန်မာနိုင်ငံမှာဘယ်မြို့မှာဘသူတွေစတင်လွှင့်ခဲ့တဲ့ဆိုကြောင်းကိုမြန်မာမှတ်တမ်း၌ဒီနေ့အချိန်ထိမရှိသေးပါဘူးမြန်မာမှတ်တမ်းမှာအဲ့ဒီ1889မှာပထမဆုံးချိန်မြန်မာနိုင်ငံမှာအလံလွှင့်ခဲ့ပါတယ်ဂျပန်နဲ့မြန်မာဟုတ်ပြီနော်ဒါဖြင့်ဘသူလွှင့်တင်ခဲ့တယ်ဘယ်ကျောင်းမှာလဲဘယ်မြို့မှာလဲအဲ့ဒါမှတ်တမ်းတော့မရှာနိုင်သေးပါဘူး1889ဆိုတော့တီဘောမင်းကပါတော်မူကားစားဖြစ်တော့ကဘာကပဲမှတ်တမ်းတင်ပါတယ်နော်မဟာမုနီကိုတော့ဖူးခြင်းလျက်နဲ့ဥတော်မတင်ရရှာသည်အဲ့ဒီအရာတွေဖြစ်နေတဲ့အချိန်ဆိုတော့1889မှာ1889မှာဂျပန်နဲ့မြန်မာတို့ရောက်ပါတယ်ကဘာပေါ်မှာတော့နော်ကိုယ်ဆိုရင်ကဘာပေါ်မှာတော့1025ရက်မေလ1950မှာကဘာလုံးဆိုင်ရာစတင်လွှင့်ပါတယ်25မေကစုံလာပြီ1950 1950တကဘာလုံးစတင်ကစုံလာဟုတ်တယ်ကစုံလာပြီမှန်တယ်ကစုံလာပြီမှန်ကစုံလာပြီနော်ပြီးပါပြီကစုံလာပြီဒါကတကဘာလုံးလွှင့်တယ်ချင်းမြန်မှတ်ထားပါအလံနဲ့ပတ်သက်တာသူ့ရဲ့ history ပါအဲ့ဒါပြီးတော့မှ Colonel Henry Steele အော်ခဏရေးပြပါရေးလိုက်တယ်စတင်တည်ထွင်တဲ့ပုဂ္ဂိုလ်အမေရိကန်ဗိုလ်မှူးကြီး and American journalist ဆိုပါတယ် Colonel CUL ရေးလိုက်ပါဗျာ CUL Colonel ဟောသူအကုန်လုံးရေးသေးတယ် Colonel
Henry H-E-N-E R-Y R-Y Henry Steele S-T-E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 -L-E Steve Alcott O-L-C-O-T-T C-O-T T-T ခါနော် Henry Steve Alcott ရေးလိုက်တယ်ဘယ်သူလဲအဲ့ဒါကြီးအလံကိုတီထွင်သူရေးလိုက်အောင်လေတီထွင်သူလို့ရေးလိုက်အောင်အလံတီထွင်သူဘုရားရဲ့ညိုသောရောင်ကြီးနီလပိတလောဟိတနဲ့ဩရာဒစုံကြီးမင်းစိတ်ထားနဲ့ပပါဒရာအဲ့ဒါတွေဟုတ်ပြီနော်နီလပိတလောဟိတအဲ့ဒါလေးကို तू ကသွားပြီးတော့အာယုံပြုလိုက်တယ်ညိုသောရောင်ကြီးနီလကိုအညိုလို့ဘာသာပြန်ခဲ့လို့နီလသည်နီလ means blue blue အပြာရောင်မှာ blue is a confident အပြာရောင်ကတရားတရားကိုရည်ခဲ့တယ် blue အပြာနီလပိတအညိုလို့ပြန်ခဲ့တာမှားသွားပိတဆိုတာအရွှေအဝါပါ yellow is a noble အဲ့လိုမျိုးမှားသွားတယ်ဒါထားတော့ညိုသောရောင်ကြီးရွှေသောရောင်ကြီးနီသောရောင်ကြီးဖြူသောရောင်ကြီးကြီးညိုပဲကောင်းပါတယ်မောင်းညီတို့ဆရာလေးများညီတို့ဝတ်ထားတဲ့အယုံကြီးကြီးညိုပဲကောင်းပါတယ်မောင်းသောရောင်ကြီးကြီးညိုပဲကောင်းနေရမယ်နော်ဆိုတော့ညီတို့ရောင်လေးက orange လို့ဘာသာပြန်ပါတယ် orange means orange is desireless နဲ့တဏှာကင်းတယ်အဝါရောင်အဲ့ဒီခုနင်းရောင်လေးကလိမ္မော်ရောင်နဲ့တဏှာကင်းတယ်ဒါဆိုရင်ကောင်းပြီအလံကိုတီထွင်သူလို့ပြီးသွားပြီပြီးအဘောဟာလေးဖြက်ဘုန်းကြီးလင်္ကာလေးရေးပြလိုက်နော်6ယုံကုံမျိုးတင်တုပိယံသာသနာလန်ဤဒိဗ္ဗယံကိုဖွင့်ဆိုဟံမှာအပြာတတ္တာအဝါမြင့်မြတ်နိမာပညာဖြူရောင်ဝင်းဝင်းစင်ကြဲခြင်းတိတော့အကုန်အဲ့အကုန်မဖြတ်တော့လေဟိုအနားလေးရေးပြီပါအနားရေးတယ်အဲ့မှာရေးတယ်အနားလေးတွေရေးတယ်ဩအကုန်ကသူမပြီးသေးမှမသိခင်6ယုံကုံမျိုး6ယုံကုံမျိုးတင်တုပိယံသာသနာလန်ဤဒိဗ္ဗယံကိုဖွင့်ဆိုဟံမှာဓမ္မစီတုနော်လောလေကူလေးSo the sixth color, blue is a confident, yellow is a noble, red is a wisdom, white is a purity, so orange is a desireless. The mixed color is the quality of the noble people. That do kawaga ira at time. The video of your amuba. Chow young commute, two zero, to take you to Nave. Magua, any young you, blue year generous, Matalonga, at the chop set you, Hamatika, Mongodana, Minion Tia. So shall you choose to look you, Kaimiro. 6ယုံကုံမျိုးတင်တို့ဘိယံသာသနာလန်ဒိဗ္ဗယံကိုဖွင့်ဆိုဟံမှာအပြာတတ္တာအဝါမြင့်မြတ်ဘာလို့ကြော်သွားအပြာတတ္တာအဝါမြင့်ဘာကြော်ဘာကြောင့်ကြော်သွားဘာကြောင့်ကြော်သွားလဲဘာကြောင့်ကြော်လဲဘာလဲဘာပြောလဲဘာလို့လဲအဝါမြင့်မြတ်ကနိလပိဒလောဟိတအဲ့ဒါမရတာဟုတ်ဗျနော်နိလပိဒလောဟိတနဲ့ဩရာဒစုံကြီးမင်းစိတ်ထားနဲ့ပါပါသရချင်းယူဝဲကောင်းလေသည်တကယ်ကိုပဲမောင်းတော့အဲ့ဒါလေ तू မရဘူးလေအနုပညာတော့ဖလားပဲအပြာတတ္တအဝါမြင့်မြတ်နိမာပညာဖြူရောင်ဝင်းဝင်းစင်ကြယ်ခြင်းတိသိချာရေးပြတော့မှားသေးနော်နိမာပညာဖြူရောင်ဝင်းဝင်းစင်ကြယ်ခြင်းတိတဏှာကင်းပြောင်လင်ဟဲ့ဆရာလေးညီမလေးမြဆရာပဲတို့ညီတို့ရောင်လေးကတဏှာကင်းတယ်နော်အဲ့ဒါကိုဂုံယူရမယ်ကျမတို့ရဲ့လေဒီဆရာလေးတို့ရဲ့ဒီလိမ်မော်ရောင်လေးကဘာလဲလဲတဏှာကင်းတဲ့ desirelessness ပဲဒါပဲတဏှာကင်းပြောင်လိမ်မော်ရောင်နဲ့တဏှာကင်းပြောင်လိမ်မော်ရောင်နဲ့ရောင်စင်ဖြာဖြာသင်္ကေတမှာရောင်စင်ဖြာဖြာအကုန်လုံး the mixed color ရောင်စင်ဖြာဖြာသင်္ကေတမှာအရိယာဤဖော်ညွန်းကုန်ဤရောင်စင်ဖြာဖြာသင်္ကေတမှာ6ယုံကုံမျိုးတင်တုဘိယံသာသနာလန်ဤဒိဗ္ဗယံကိုဖွင့်ဆိုဟံမှာအပြာတတ္တအဝါမြင့်မြတ်နိမာပညာဖြူရောင်ဝင်းဝင်းစင်ကြယ်ခြင်းတိတဏှာကင်းပြောင်းလိမ္မောရောင်နေရောင်စင်ဖြာဖြာသင်္ကေတမှာအရိယာဤဖော်ညွန်းကုန်ဤစာသွန်းစီသည်စာသွန်းစီတယ်ငါစီတာဘယ်သူမှစီတာမငါရေးတာနော်ဘယ်သူတောင်းစာသွန်းစီသည်ဟိုလာဝင်းနဲ့ထွက်တဲ့ဥကောလီဘုကောလီနော်ကိုကျော်ဝင်းလာဝင်းရောင်ကြီးစာသွန်းစီသည်ဂုံကြီးစီကြီးဓမ္မစီသည်ကိုကိုထဲနော်ဘယ်သူမှထဲအောင်ကိုကိုထဲတာဟုတ်တယ်လေမြန်မာနိုင်ငံမှာ2ယောက်ပဲရှိတယ်နန်းတော်ရှိဆရာတင်ရင်ရွှေရညွန့်ရဆရာတင်နန်းတော်ရှိကအာမင်ဟုတ်တယ်လေဟိုစကိုင်းနားမှာစကိုင်းတရားနားမှာရွှေဘူသူတွေကတနခါဘဲကြားကြီးတွေနဲ့အဲ့လိုဆိုတဲ့ခါကျတော့ရွှေဘူသူတွေကိုစာရေးပြီးတော့စကိုင်းဟိုနင်းကိုနန်းတော်ရှိဆရာတင်ကိုရွှေဘူသူတွေကကတော့ကန်တော့အဲ့တော့ဆရာတင်ကဘဲကြားရိုက်လို့ဖြူဖြူသားထီအောင်နေမခသူဆိုပြီးတော့အဲ့တော့မေပြူသူရဲ့လေရွှေဘူသူလိုရင်နာကဘာမရှိသူဆိုရွှေဘူပြသဘောတကျသွားတယ်ဆရာတင်လို့ရတာဘာလဲလဲတနခါလေးတွေဘဲကြားရတော့လေအင်းအားကြီးမချိုးဘဲနဲ့လှပါတယ်တဲ့တို့အညာသူတွေက
အဲ့တော့ဘဲကြရိုက်လို့ဖြူဖြူသားထီအောင်နေမခသူဟုတ်ပြီနော်အင်းရကြီးမချိုးဘဲနဲ့လှပါတယ်ရွှေဘူသူရဲ့လေးမေပြူသူရဲ့လေးရွှေဘူသူလို့ရင်နာကဘာမရှိသူနောက်ပိုက်လို့ဆက်စင်သားပညာရှိရင်သိကြပါလေအမှန်တွေးယူသိပြီးရတော့သွားတာပဲအဲ့တော့ဆရာတင်နန်းတော်ရှိတော့နန်းတော်ရှိဆရာတင်နောက်တော့ဇော်ဝင်းတို့ရဲ့အဖိုးရွှေတိုင်းညွန့်က2ယောက်မြန်မာနိုင်ငံမှာ2ယောက်ရှိတယ်နန်းတော်ရှိဆရာတင်ရဲ့ရွှေတိုင်းညွန့်ရဲ့သူတို့စာရေးရင်သူတို့နာမည်ငါလည်းအဲ့ဒါအားကြပြီးတော့လာဝင်းရောင်ကြီးဓမ္မစီတို့ထဲဟုတ်ပြီနော်ဘာလဲကွန်းစောတဏ္ဍကင်းမြောင်းလိမ့်မောရောင်နဲ့ရောင်စင်းဖြာဖြာသင်္ကေတမှာဒါအင်္ဂလိပ်စာကရှိတာကဘုရားရဲ့ blue is confident yellow is noble red is wisdom white is purity of dhamma so orange is desirelessness and the mixed colors the quality of noble people အဲ့ဒါလေးကိုကြည့်ပြီးညောင်6ရောင်ကွန်မြူတင်ထူးပြန်သာသနာလိုင်းဒိဗ္ဗာယံကိုဆိုပြီးဆက်လိုက်ပါတယ်အပြာတတ်တာမင်းရအဲ့ဒါပဲဟိုက6ရောင်ကွန်မြူတင်ထူးပြန်သာသနာလိုင်းဒိဗ္ဗာယံကိုဖွင့်ဆုံးမှဒါခြေစင်းလေးအပြာတတ်တာအဓိကအပြာဟိုဓမ္မစရိမေ့ရင်လည်းမေ့လိုက်ပါအပြာတတ်တာအဝါမြင့်မြတ်အပြာရောင်ကတတ်တာတရားသာသနာကိုတရားတရားနဲ့စပါတယ်ကိတာဂီရိတုတ်ဆိုပတ္တတာဇာတောပထမံဥပသင်္ဂောတိညီတို့တရားတရားရှိလို့ဒီတရားဒီထဲရောက်လာတာတော့သာသနာကိုတရားနဲ့စတာပြီးရင် block ကောင်းတဲ့ပဲကြည့်နော်ဒါတော့ကဘာကဖွင့်ဆိုတာအဲ့တော့အပြာကတတ်တာအဝါဒိုးတွေကအဝါရောင်တင်ရမ်းဆင်မြဲတဲ့ဘုန်းကြီးတွေမြင့်မြင့်တွေးရမယ်အိတ်သားတွေမစ္စရတွေကင်းအောင်တွေးရမယ်လောကကြီးဆင်းရတာဟုတ်လေအိတ်သားမစ္စရအောင်ဆင်းရတာအဲ့ဒီအိတ်သားမစ္စရဘာကြောင့်ဖြစ်လဲအချစ်အမုန်းတွေကြောင့်ဒါကိုကြောင့်ရေးအိတ်သားမစ္စရဘာလို့ဖြစ်လဲချစ်ရင်လည်းမနာလို့တဲ့မုန်းရင်လည်းမနာလို့တဲ့ဒါမုန်းရင်လည်းဟိုကိုကြောင့်ရင်အဲ့ဒီကိုနဲ့ခင်ဗျာခေါ်မလွန်လယ်မှာခေါ်တာပြောတာခင်ဗျာလာဖဲတဲမှာဗျာကိုကြောင့်ရင်ရှင်ကျမလေးအဲ့ဒီကျမကဓမေစီရီဥကောတန်လာကိုပဲကျမကားပေါ်တင်စင်အဲ့ဒီကိုကုမူရကိုတော့ကျမမတင်စေချင်ပါဘူးကျမလည်းမတည့်ဘူးမုန်းရင်လို့ရှင်လဲဆိုမစ္စရိယသူ့ကားလေးကိုမစီရင်ချစ်လို့ရှင်လဲဟုတ်ပြီနော်မိအောင်အောက်ကိုဝင်ရင်လူရက်တွေနဲ့ရောတော့မောင်တဘောကကျင့်ဖို့လေတဝန်တူတယ်လေဘာလဲလဲမမညီတို့မန်းလေးသချင်းပဲဟုတ်ပြီနော်ဘာလဲလဲမိအောင်အောက်ကိုဝင်ရင်ဘယ်ယောက်ျားမှစကားမပြောနဲ့မနေ့ကမာတယ်ကကြတယ်ကျင့်ဖို့လေဆိုတော့ချစ်လာလို့ရှင်လဲဝင်တူတယ်ဒီလောက်တော့ရှင်ဝင်တူရင်တဲ့သူ့သူပဲပြောတယ်နန်းတော်ရေးဆရာတင်ကလေပါရီမမ်းမြန်ယုံသူ့သူပဲရေးတယ်သူ့သူပဲဖြီးတယ်အီဂျစ်နဲ့အင်္ဂလန်နိုင်ငံရခြားကိုမောင်းသွားထားပါလားသူများမကြည့်စေခြင်းဝါသနာကိုမတားနဲ့တော့နော်ဘလော့ကွန်ကြည့်ဘလော့ကွန်ကြည့်အမလေးနော်ဆိုတာအဲ့တော့ချစ်ရင်လည်းဗါတဲ့ကွန်ဆိုဝင်တိုးတယ်အိဒါမစ္စရိယဝင်တိုးမနာလို့တာဒီချစ်မုန်းကြောင်ဖြစ်ပါတယ်တဲ့ချစ်ရင်လည်းဝင်တိုးတယ်မုန်းရင်လည်းအဲ့ဒီအချစ်မုန်းသည်တဲ့ဘယ်ကလာလဲဆိုရင်တဏှာပပင်စတဲ့လာတယ်ဆိုပပင်စမရှိရင်ချစ်တာမုန်းတာ balance ဖြစ်တယ်အချစ်မုန်းအဲ့ဒါကိုမျှအောင်လုပ်နေလို့ရှိရင်အိတ်တံမစ္စနေရင်ဒုလောကကြီးချမ်းသာတယ်တဲ့တက္ကပညာတော့ဒါဆိုတော့အဖြူအဝါရောင်မြင့်မြတ်တဲ့ဆိုဒီမှာအိတ်တံမစ္စရိယကင်းတယ်ဘဲလိုက်ချင်းကင်းတာအစွန်းကင်းတာကိုဆိုလို့တယ်အနီရောင်ကပညာစသည်အပြင်ပြီးသွားပြီကုန်ဖြစ်မယ်ခင်ဗျားရဲ့အခုဒါကတခုပြီးသွားပါပြီအဲ့ဒါအပြင်ကိုဒါကအခုဘုန်းကြီးပြောလိုက်တဲ့အရာက Buddhist flag ဆိုတဲ့အရာကနေနောက်တစ်ခု Buddhism ဆိုတဲ့ခေါင်းစဉ်အောက်မှာthe blue light that's radiated from the Buddha's hair symbolics အဲ့ဒီမှာတခါ Buddhist symbol ဆိုတဲ့ website တခုထပ်ဖွင့်လိုက်ပါမယ်ဖွင့်တဲ့အခါမှာဖယားရှင်ရဲ့အယောင်ရဲ့ဗုဒ္ဓရဲ့ body မှာရှိတဲ့နေရာရဲ့အဓိပ္ပာယ်ရဲ့လို့ဒီလိုလေးထွက်ဒါတွေကပူလှလို့ရှင်များများကိုပေးလိုက်ပါတယ်နော်ဆိုတော့ Buddha's health တွေကနေပြီးတော့ the spirit of the universe compassion မာကရုဏာဉာဏ်တွေထွက်ပါတယ်ဘုအယောင်နေရာအဓိပ္ပာယ်သူပို့ကောင်းတယ်ဆိုတော့တဘာဝကြတယ်သူ anatomy ပေါ်မှာဒေါ်ထားရင် anatomy ပေါ်မှာ base လုပ်ပြီးတော့မှစဘုံလေးတွေကဘယ်လိုလဲ skin လေးတွေကဘယ်လိုသူရဲ့ဘုရားရဲ့ epidermis ကပါလေ epidermis skin ကိုပြောတာဟုတ်လားဒါသူတို့ဆေးစကားကြီးအမှန်တော့အရှင်များတို့တန်မန်ဒီသုံးနေကြ usage English ဆိုရှင်တော့ skin လို့ပြောရင်သိတယ်ဒါသူကစာရေးတဲ့ပုဂ္ဂိုလ်ကပညာရှင်ဖြစ်ခြင်းကြောင့် epidermis လို့ရေးလိုက်အဲ့ဒါ epidermis means skin ပါ skin ကိုဆိုတာအရည်ကိုအပေါ်ရန်အလှော်အဲ့တော့ဘုရားရဲ့အပြာဒီဘုရားရဲ့ health ကထွက်ပါတယ်တဲ့ so symbolizes the spirit of universe compassion for all beings နောက်တစ်ခါ the yellow ကြတော့ဒေါ်ထားရည် the Buddha's epidermis the skin ကဘုရားရဲ့အရည်ပန်းအလှော်တွေကထွက်တယ်အရည်တဆလို့ရေးလိုက်ဟုတ်တယ်လားအရည်တော့ဘုရားရဲ့သဘင်တော်ဘုရားရဲ့အရည်တော်အဲ့ဒါပါလေဟိုကမာကရုဏာဉာဏ်တော်ကြီးကိုရည်ရွယ်တယ်တိတ်ကောင်းတယ်ဗျာဘယ်ပမာဘုန်းကြီးလောက်တာမဟုတ်ဘူးကဘာကလောက်တာနိုင်ငံသားကိုထင်မကြည့်ဘူးဆိုလို့ရှိရင်အဲ့ဒီသာသနာလံကိုသာသနာ့ဌာနမှာလုံနေတော့ဒါပဲဗမာတွေမလုံနဲ့ကိုယ့်ကိုအလံထွင်း
Mezima Paripara, to a papia lesser, to avoids the extremes and brings a balance and vibration. So Mezima Paripara, the son of Akiame, balance Piame, Miatame, Lulame, Awaya. So Awaya thing I was Simiana, the share of Yaridi, Mezima Paripara, Chiamame, avoidance extreme. Son Naya was Shonsham, Ashamia. Atharo, Nijaro. So the red light that's radiated from the Buddha's flesh, Buddha Athari and it. Hello, the Yachin, Pripago, you about it, the practice, or the practice of the Buddha's teaching, Buddha Tiarigo, Pripago, you about it, a pujaro, a yuri, bones and teeth, a yuri, Tuaria, Pusinchin, Lumio Chindo, Tesson Muri, Tesson Yenu Piava, Pusinari, Tuari Puria. No? He's here. Cho mẹ mẹ toa si con này sao đâu con này sao con sao đi toa con sao này con chui mà nhìn ô cũng nào ô bây giờ mà mít trả rồi sao không sao đâu tôi nhiều điều tiêu bảo vào đây ngọc hút này tôi con sao tiêu bảo vào hobby mà hey con này sao mà con sao bây giờ nhìn toa đi mà toa con sao rồi đấy ayuri toa đi nhị cái gì điယောက်ျားလေးတွေဟဲ့မင်းတို့ကွန်းစားတဲ့ယောက်ျားတွေမင်းတို့ဖျားဖြစ်ရင်မင်းတို့ရောင်ကြီးတော့သွားပြီမင်းတို့ကွန်းစားလို့မင်းတို့သွားတယ်မင်းတို့အယောင်တွေကထွက်မှာမဟုတ်တော့နော်ကွန်းစောတက်လားကွန်းစောဟိနော်ဟာဓမေစီတို့ဆိုတော့ဟာမင်းရောင်ထွက်အောင်ပါဗျာနော်ကိုကျော်ဝင်းခင်ဗျာကွန်းစားလားမစားရေးဟုတ်ပြီရှင်များသတိထားနော်သွားတော်ကနေကွန်းနေစားခဲ့တာမြန်ရှင်များတို့ရဟန္တာဖြစ်တော့အရှင်များတို့သွားအယောင်မထွက်ဘူးဗျာအဲ့ဒါအမှတ်ထားဒီမှာနော်ကွန်းစော So the white lights that radiated from the Buddha's bones and teeth အဲ့ဒါတွေကစင်ချေခြင်းတွေဖြူစင်ခြင်းတွေလွတ်မြောက်ခြင်းတို့တရားရပါတယ်လိမ္မောင်ရောင်ကဘုရားရဲ့ palms တွေရော so Buddha's palms heels and lips ဘုရားရဲ့လက်ဖွားလေးတွေဖဏောင်လေးနှုတ်ခမ်းလေးကနေအဲ့ဒါကရတ္တဖို့ဓမ္မအပေါ်မှာမတုံ့လို့တဲ့ပညာတနည်းအားဖြင့်တန်တရားကင်းတဲ့ဉာဏ်များကိုရောင်စုံကတော့တဲ့ဟောကျန်တဲ့အရောင်စုံတွေကတော့တဲ့ so the combination color မှာတော့တီးတဲ့အနေနဲ့တော့ဖျားရှင်ရဲ့ခန္ဓာကိုယ်နေအောင်ကြံ့တာအကုန်လုံးပေါ့ကြံ့တဲ့ body အစိတ်ပိုင်းပေါ့ကြံတဲ့ပြောကြမလို့ကြံတော့အစိတ်ပိုင်းများကြံတော့အစိတ်ပိုင်းအဲ့ဒါတွေကတော့ universality of the truth ပရမတ္ထသစ္စာကိုရည်ညွှန်းပါတယ်ရှင်ဘုရားတို့ဘလောက်ကောင်းနော်အဲ့ဒါကြီးလေရှင်ဘုရားတို့ပြီးထားကြအောင်ပါနော်ဆရာတို့ကိုရှင်ဘုရားကိုလက်ဆင့်ကန်ကူးရတော့ကောင်းဆောင်ကိုကျော်ဝဲဘယ်နဲ့ရွှေရောပြီးခဲ့အောင်ပါလှူခဲ့အောင်ပါနော်ရှင်ဘုရားတို့လေတရားလဲဟောအောင်မယ်သင်္ကန်းလဲလှူအောင်မယ်နောက်ပြီးတော့ဆွန်းလဲကျွေးအောင်မယ်နဝကမ္မလဲလှူအောင်ပါနော်အဲ့လိုရှာကြီးလဲအဲ့လိုဘုန်းကြီးမျိုးတက်လားရှာလိုက်အောင်တက်လားဘာလဲကောင်းတော့လာခဲ့ပါသင်္ကန်းလဲလှူလိုက်အောင်မယ်နဝကမ္မလဲကတ်လိုက်အောင်မယ်နော်ဆွန်းလဲကတ်ကျွေးလိုက်အောင်မယ်တရားတွေလဲပေးလိုက်အောင်မယ်နော်ဟုတ်လားနော်ကောင်းဆောင်အဲ့ကြားတော့ကွန်ပျူတာပဲလဲမဲဖောက်လိုက်အောင်မယ်ဟောကောင်းဆောင်နော်ဟုတ်တယ်နော်တော်ရှုံးမယ်နော်ရှင်များကောင်းမယ်လမ်းအသွားပြန်လမ်းစိတ်လဲပေးလိုက်အောင်မယ်နော်ကောင်းဆောင်ဟုတ်လားဒါဆိုပြီးပါပြီဒီခုပြီးသွားပြီဒါကိုကျော်ဝင်ပတ်ထားဟုတ်ပါနော်ဆရာတော်မှတ်ချက်လေးတွေပါဖြိုးပါတယ်ဟုတ်ပြီနော်ပြီးသွားပြီနောက်တစ်ခုအလန်းနဲ့ပတ်သက်လို့ပြီးသွားပြီပြီးရင်ရှင်များများကိုရှင်များငါညီများနော်ဂုံယူဝဲကိုတော့ဖြတ်ပြီနော်ပြီးသွားပြီအခုဒီမှာဆိုတော့ဆိုမဟာမြတ်မဏိရုပ်ပွားတော်ဆိုတော့သမ္မာသမ္ဗုဒ္ဓရှင်တော်ဘုရားလက်ထက်ရှိစဉ်ကလို့ဆိုပါတယ်အခု the Buddha statue symbolism and history ဒါလည်းရှင်များတို့ပြီးထားခဲ့မှာပါမြတ်စွာဘုရားပြိဋိဘံစံပြီးအနှစ်400 500ထိကိုကြောင့်ကြီး the first Buddha statue was not created until 4 or 500 years after the death of Buddha မြတ်စွာဘုရားရှင်ပြိဋိဘံစံပြီးအနှစ်400 500ထိဒါနယူးယောက်ကိုရောက်ခြင်းဒါကဒီထဲမှာတော့သူကနယူးယောက်ကထုတ်လိုက်တဲ့နယူးယောက် NY ဆိုတာဖြစ်ချင်းကြောင့်သူကတကဘာလုံးဆိုရတဲ့ဒီအခုတပည့်တော်ဒါနယူးယောက်ကိုရောက်ချင်းသူတို့ထုတ်လိုက်ခြင်းနဲ့ Buddha statue ရိုက်ထည့်တဲ့ကမှာသူဒါနယူးယောက်ကထုတ်လိုက်တဲ့ဥစ္စာတရားလို့ဒီမှာNew York Times တို့ New York နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲNew York Monthly Special တို့သူကငကိုတွေက New York ကထုတ်တဲ့အရာတွေဖြစ်နေပါတယ်အဲ့တော့ကောင်းပြီဒါလို့ဆိုရင်ပထမဦးစွာဗုဒ္ဓရဲ့ရုပ်ပွားစနစ်တော်ကိုင်းဆိုရေဗုဒ္ဓရုပ်ထုတော်ကိုဖျားပြိဋိဘံစံပြီးအနှစ်400 500တိကဘာပေါ်၌မပေါ်သေးနော်ရှင်မညင်းမှာဆိုလို့ရောဒီမှာကိုင်းဆိုကိုကျော်ဝင်းနော်သူတို့ပေးမရလေးတွေဟုတ်ပြီနော်အဲ့ဒါကိုကျော်ဝင်းသူပေးမရလေးတွေသူနောက်တစ်ခါ the history of the Buddha image အဲ့ဒီမှာလဲဗုဒ္ဓရဲ့ပထမဦးဆုံးဗုဒ္ဓရဲ့ image ကို
first and second century 80ပထမရာစုနဲ့ဒုတိယရာစုမှာဗုဒ္ဓဆင်းလို့တော်စခဲ့တယ်လို့နောက်တစ်ခုဆိုပါတယ်နော်ဗုဒ္ဓရုပ်ဝါဒကိုဖျားပြိဋိမံစံပြီးနှစ်ပေါင်း400အထိမပေါ်သေးပါအဲ့ဒီအထိမတွေ့ရဘူးဒါအောက်မှာတစ်ခုရေးပါတယ်80ရာစုနဲ့2ရာစုဂျားမှာပေါ်တယ်လို့ဆိုရတယ်ရောပြေးလိုက်ဦးနော်ကိုကျော်ရင်ဒါကိုညီတွေလေ့လာနိုင်အောင်ရှင်ရှင်မိတ်တူကိုကြည့်လေတော့နော်ဒီပြောလို့အရှင်များဒီပြောလို့တဲ့အရှင်များတော့ပိုကြီးအင်္ဂလိပ်စာတွေတော်တယ်တတ်တယ်ဒီလိုတော့နည်းနည်းပဲရတယ်80ရာစု2ရာစုဂျားမှာပေါ်တယ်နော်အဲ့ဒီအကုန်လုံးသူတို့မိတ်တူမတင်ထားလိုက်လိုချင်တဲ့ဘုမိတ်တူကိုမလိုချင်နောက်တစ်နေ့ပြန်လာယူမယ်နော်ဟုတ်ပြီလားမလိုချင်လဲတင်ခဲ့ရတယ်ဟုတ်ပြီလားဒီတိုင်းတင်ထားခဲ့လိုက်မယ်ကောင်းပြီခုပြောချင်တာကအကောစောစကြည့်စမ်းအင်္ဂလိပ်ကျ timeline of ဟုတ်ကောစော timeline of တခါတော့တွဲရမယ်ကောစော timeline ကိုတွဲရ timeline ကိုတွဲရမယ် line ကိုဖြတ်လိုက်လေ time တွဲရ line ဟုတ်တယ်ဟုတ်ပြီနော် timeline s ထည့်လိုက်ဦး airline n ဟုတ်နော် s ထည့်လိုက် s ထည့်လိုက် s ထည့်လိုက်အဲ့တော့အဲ့ဒါကိုဒါတို့မန္တလေးမြို့သူမျိုးသားများလဲကိုလူမျိုးတယောက်ကိုဂုံယူဖို့ပါကြွားတာမဟုတ်ဘူးနော်အဲ့တော့အဲ့ဒီ timelines of Buddhism တပည့်တော်ရှင်များတို့စာအုပ်လည်းရှိပါတယ်တပည့်တော်ရဲ့စာအုပ်လေးတော့မှာပါပါတယ်နော်တပည့်တော်စာအုပ်ကြည့်ဘူးတဲ့ပုံတွေ thesis မှာဘုရားတပည့်တော်ဒီ96 98ကနေအဲ့ဒါကို combine လုပ်ပါတယ် combine လုပ်ဘယ်သူမှဒီတော့ကိုးကားစရာမရှိဘူးကိုယ်သဘောနဲ့ကိုဗုဒ္ဓဘာသာတရားတော်များကို BC ဘလောက်မှာဖျားဖို့ဆိုတပည့်တော်ရဲ့စာအုပ်လေးတော့မှာဒါတော်မှဒီကျမ်းကိုတင်ပြတဲ့တပည့်တော်တက္ကသိုလ်တွေရောတချို့ဆရာတွေကအင်္ဂလိပ်စာတွေများတယ်ဆိုပြီးဖြုတ်လိုက်လို့အဲ့ဒီစာအုပ်ကအဲ့လိုထီအောင်တချို့ရတယ်မလှဘူးပါဠိတော်ထက်ကတီကာတွေရပဲဖြစ်ရမည်လို့ဆရာကြီးဦးထီအောင်ရဲ့ကျေးဇူးကြောင့်ဝင်းကြီးပါမောက္ခဆရာတော်ဆိုအသေးအံကန့်ကွက်ပါတယ်တပည့်တော်ဆရာပါပဲအမှန်တရားကိုပြောတာဆိုတော့ထိုစဉ်ကပါမောက္ခပါကျုပ်ကတော့မင်းကွာတဲ့သူတို့နဲ့မဆန့်ကျင်တဲ့ကွာတဲ့နင်းချော့ပေးလိုက်ပါမလျှော့နိုင်တစ်ခါထပ်တယ်အဲ့ဒါသုံးရင်တော့ထပ်တယ်ပြီးတော့မာနရောက်သွားဆရာကြီးဦးထီအောင်ကနေပြီးတော့ဦးထီအောင်ရဲ့ကျေးဇူးပဲသူတော်ရေးနိုင်သေးတာတဲ့ရေးပါစေလားတဲ့အဲ့ဒီကကျမ်းကိုစစ်စစ်တဲ့အခါမျိုးတွေမှာပြဿနာတက်ပါတယ်တပည့်တော်ရေးတဲ့တချို့ကိစ္စတွေအကုန်လုံးတပည့်တော်ဒါရှင်များများရှားရှားပါးစာအုပ်ပါ GP Knox ရဲ့ Man's Religion တို့နောက်ပြီးတော့ Melford Spiro ရဲ့ The Kid Buddhist Great Buddhist ဒီ society ရဲ့အကြောင်းကိုရေးတာကမ္ဘာမြန်မာနိုင်ငံမှာချမ်းမြေ့ဆရာတော်နဲ့ဆန်းလွင်2ယောက်ရှိမှပဲရှိပါတယ်ဆန်းလွင်ကခင်ဗျားကလားကြီးဆန်းလွင်တပည့်တော်သိကလားကြီးဦးဆန်းလွင်သည်သူ့ရှိမှအင်္ဂလိပ်စာသင်တယ်သူကတပည့်တော်သူ့ရှိသွားတဲ့ခါမှာတပည့်တော်သူရုပ်ရှင်ရိုက်ဖို့သူကပထမခေါ်တော့ဘုန်းကြီးဘွားနဲ့မြဲမှာလားလူထွက်မှာလားဘာလို့လဲကိုတော့အနုပညာဗီဇရှိတယ်ဘာမှမလုပ်သေးဘူးလက်ဖိတ်39လက်ဖိတ်ဆိုင်မှာဆန်းလွင်ရှိသွားတာမုံလဲဆရာတော်ဖရာကိုမန္တလေးမြို့ကိုရန်ကုန်မြို့ကိုပင့်ဖို့အတွက်ကိုအဲ့ဒီမုံလဲဆရာတော်ဖရာအခုလိုရန်ကုန်မြို့ပေါ်မှာဟိုးလေးတွေကျော်ဖြစ်သွားအောင်ဓမီတွေတို့ဆောင်ရွက်ခဲ့တာပါအဲ့ဒီခါကျအဲ့လိုမျိုးကိုဆန်းလွင်ဦးဆန်းလွင်ရှိကိုသွားတဲ့ခါမှာသူကြည့်ပြီးတော့ဘုန်းကြီးဘွားနဲ့မြဲမလားမမြဲရင်ကိုခင်သန်းတို့နဲ့ရုပ်ရှင်ကားတကားရိုက်ဖို့ရှိတယ်တဲ့မင်းသားတက်တင်မလို့တဲ့နော်သူ့မိမဒေါ်မင်းမလွင်ရှိပါသေးတယ်အဖေကြီးကလည်းဘာလျှောက်မှမသိဘူးတဲ့အဲ့လိုဦးဆန်းလွင်အဲ့ဒါနဲ့ဦးဆန်းလွင်ဒီလိုနဲ့ပတ်သက်ပြီးဓမ္မရုပ်ဆောင်မကင်းတပည့်တော်2ယောက်ပေါင်းထုတ်တာအဲ့လိုနဲ့စာရီအများကြီးရေးဘာသာရေးနဲ့ပတ်သက်တဲ့အများကြီးအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးသူကတပည့်တော်ဖတ်ချင်တဲ့စာအုပ်တွေအများကြီးလှူတယ်အဲ့ဒီဦးဆန်းလွင်ကအရှင်ဘုရားဖတ်တဲ့နယ်ဆိုပြီးအဲ့ဒီ Melford Spiro ဒီ Spiro ရဲ့အကြောင်းဆိုလို့ရှိရင်ချမ်းမြေ့ဆရာတော်ဗုဒ္ဓဘာသာဖုံးတော်ကြီးတော်တော်များများတော့မကြားဘူးပေါ့မြန်မာနိုင်ငံပညာရှင်ဒေါခင်မျိုးချစ်လက်ချိုးရင်9ကျောင်းမပြည့်ပါဘူးစပီရိုရဲ့စာအုပ်များကိုကြားဘူးတဲ့ပညာရှင်များမြန်မာနိုင်ငံမှာတော့လက်9ကျောင်းမပြည့်ပါဘူးအဲ့ဒီတည်းကချမ်းမြေ့ဆရာတော်တအုပ်လှူတယ်ဆန်းလွင်ရတပည့်တော်တစုံလှူတယ်ဆိုတော့အဲ့လိုမျိုးတွေဆိုတော့ဒီထက်ရဲ့အကြောင်းအရာဒါတွေကိုအကုန်လုံးအဲ့ဒီထက်ကဗုဒ္ဓဘာသာရဲ့ပွင့်ထွန်းပေါ်တဲ့တမိုင်းကိုဖြုတ်ခံလိုက်ရပါတယ်တာနာဒီတက်ကတူရဲ့ဘာမောက္ခချုပ်ဟောင်းဖြစ်ကြလို့အင်္ဂလိပ်စာတွေများတယ်ဆိုပြီးဖြုတ်လိုက်ပါတယ်ထေရဝါဒဆိုတဲ့အရာကိုအဓိပ္ပာယ်ကိုအရှင်များတို့ရှာရင်အရှင်များတို့9ခုလောက်ပဲရတပည့်တော်21ရာစုကိုမြတ်စွာဘုရားရဲ့ထေရဝါဒကဘာပြတ်မှာဆိုတော့တပည့်တော်22ခုရှာခဲ့တယ်။အုပ်85ခုကထေရဝါဒ means the elder of Buddhism စသည်အပြင်အဲ့ဒါမျိုးတွေ the conservative Buddhism အဲ့ဒါမစသည်ညီမျိုးစုံအကုန်လုံးအဲ့ဒါကိုပြင်သစ်ကဘလို့ရုရှားကဘလို့ဆိုအားလုံးထေရဝါဒအဓိပ္ပာယ်အားလုံးကို22ခုရှာခဲ့ပါတယ်ပယ်ခံရပါတယ်ဟုတ်ပြီနော်အခုလေအဲ့ဒီ Timelines of Buddhism ဆိုတဲ့ညမှာဗုဒ္ဓဘာသာရဲ့တမိုင်းကိုဒီမန္တလေးသာသနာတက္ကသိုလ်တွေကမြန်မာလူမျိုးဘုန်းကြီးလေးတစ်ပါးက96 98မှာတွေးခေါ်ခဲ့တယ်ကဘာက2008ကျမှတွေးနိုင်တယ်ကြည့်ဒီမှာ
copyright 2008 BDEA ဗုဒ္ဓ net ဒီတော့သူတို့လည်း10နှစ်စောတယ်ကြည်စမ်းရှင်မယားတို့ရဲ့အကိုတစ်ပါးကကဘာပညာရှင်တွေအင်တာနက်က net ကပုံကိုယ်တွေစူးစမ်း combine လုပ်ဖို့အတွက်ကိုသူတို့10နှစ်တည်းတော့စောခဲ့တယ်အဲ့ဒါရှင်မယားတို့ပြီးထားတယ်ကိုပြောနည်းနည်းလေးငါ့ကိုလှမ်းရိုက်လိုက်စမ်းမပြအောင်နော်နည်းနည်းလေးငါ့ကိုလှမ်းရိုက်လိုက်စမ်းကိုဝင်းစောနဲ့ပြတယ်အဲ့ဒါဓမင်းသတိဆရာတော်ဖြစ်မဲ့ရှင်းတာနဲ့တူလိုက်ချစ်တူလို့ဒေါ်လုံးလဲမှာဘလဲဘုံတို့ပြုတ်ကြအောင်ပါခင်ဗျာဓမ္မပူဇာတွေကုံယော်နေအောင်မယ်ဟုတ်တယ်ရတာနဲ့ဒေါ်လုံးမှာယရနာတက်နေလို့လက်ကောက်ကြီးက3,500တန်ကျိုးသွားလို့တက်မဲ့ယော်နေအောင်ပါလားဟုတ်ပြီနော်အဲ့ဒါစတိုင်းလိုင်းလို့ခေါ်ပါတယ်ဒါကအခုအဝါရောင်လေးရတော့ထေရဝါဒဗုဒ္ဓဘာသာဖုံးတော်ကြီးများဥစည်းတာဖြစ်ချင်းရောအချက်လက်ကောင်းတယ်နောက်တစ်ခုကဒါကဂျပန်တို့ဥစည်းတာတော့ပြလိုက်အောင်အဲ့ဒီမှာဘာတွေပါလဲဆိုတော့မြန်မာထေရဝါဒဗုဒ္ဓဘာသာနဲ့ပတ်သက်လို့မြန်မာလူမျိုးများကိုတော်တော်ကိုနောက်ကျတဲ့ထီအောင်ပို့ပလိုက်ပါတယ်ဟုတ်ပြီနော်ကုန်းစောပြီးတော့1866လောက်မှာပြင်စမသင်္ကန်းနာတင်တဲ့အကြောင်းအရာကိုမရေးဘဲနဲ့1866မှာရှန်တိုအဲ့ဒီရှန်တိုဘာသာဂျပန်နိုင်ငံကိုဖြစ်တဲ့အကြောင်းကိုသူတို့မြန်မာတို့ရဲ့ထေရဝါဒတမိုင်းကိုပြလိုက်အောင်မြုပ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ကဒီမှာတေချာရေးပါတယ်မြန်မာနိုင်ငံကိုသူတို့တွေပြလိုက်တဲ့အခါမှာတော်တော်ကိုနောက်ကျပြီးတော့မှဗုဒ္ဓဇင်ဘာမာကိုတော်တော်နောက်ကျမှသူတို့ရေးပါတယ်နော်ဒီမှာအဲ့တော့ဒါကိုလည်းဘုန်းကြီးတို့ထောင်းလိုက်ထောင်းပြလိုက်အဲ့တော့ဒီဥစ္စာကတော့ထေရဝါဒဗုဒ္ဓဘာသာဘုန်းကြီးတွေဥစည်းတာဖြစ်ခြင်းကြောင့်ထေရဝါဒအစမြန်မာနိုင်ငံမှာအေရီ100ကစတဲ့အကြောင်း The first Theravada Buddhism first appears in Burma in central Thailand သူကတည်းကအခြေအနေကောင်းတယ်ကျန်တဲ့အနောက်တိုင်းသားတွေစိတ်ကောင်းမရှိဘူးမြန်မာအဲ့တော့ဒီမှာတော့1800ဒီရှင်များတို့ဒီမှာပေးမဲ့ထဲမှာတော့1868 Fifth Buddhist Council is held in Mandalay, Burma. Pali Canon is inscribed on 729 marble slabs. အဲ့ဒါသူတခုပဲမှတ်တမ်းတင်တယ်ကျင်တဲ့အနောက်တိုင်းကငနေတွေကအဲ့ဒီပြင်စမသင်္ကန်းနာတင်ခဲ့တဲ့အကြောင်းစัทธတင်ခဲ့တဲ့အကြောင်းကိုအဲ့ဒီ timelines of Buddhism မှာမလုပ်လိုက်ပါဘူးဒါတပည့်တို့ချင်းအောင်လုပ်ရမယ့်အချက်တွေအများကြီးပြန်ချရမယ့်အချက်တွေအများကြီးအဲ့တော့ပြီးတော့မှဒါဒီတေချာရှင် start လေးပြရတယ်ပြီးတော့စัทธက1954 Burmese government sponsor a 6 council in Yangon သူတခုပဲပါတယ်ကမ္ဘာပညာရှင်တွေထက် internet ၌10နှစ်ခန့်ဓမ္မစရိဆရာတော်1996-98လောက်မှာဒီအတွေးစပြီးတော့စုဆောင်းခဲ့တယ်ကမ္ဘာပညာရှင်တွေတဲ့အင်တာနက်မှာတင်တဲ့ပုံကိုယ်တွေ10နှစ်ခန့်စောခဲ့ပါတယ်မန်းသာသနာတက္ကသိုလ်မှာညီတော်များဂုဏ်ယူပွဲတင်ပြခြင်းဖြစ်ပါတယ်ကြွားတာမဟုတ်ပါဘူးအောက်မှာရေးထားဒါပြေးလိုက်ပါနော်ဘုန်းတော်ဆိုပြောခဲ့ပြီဟုတ်ပြီနော်ဒီမှာ A2 ခုနပြောတဲ့ BC 6မှာအဲ့တော့သူတို့တွေဘာဖြစ်လဲကြည့်ဟိုမှာ AD 100စုကိုဒီမှာအခုလာပြီ AD ခုနပြော AD 100မှနောက်ကျအောင်ဖော်ပြတယ်တဲ့မကြည့်ဘယ်လောက်အောင်လဲ AD 400စုမှာ earliest evidence of Buddhism in Myanmar ပါဠိအဲ့တော့ဆိုတော့မြန်မာတွေဟာ AD 400စုကြမှာခုနပြောပြေခစ်ကြမှာမြန်မာလူမျိုးတွေကဗုဒ္ဓဘာသာကိုထိတွေ့ရတယ်လို့ဒါတကယ်တော့ထေရဝါဒကိုဗမာက BC 300တဲ့ရပြီဆိုတာကဘာကလက်ခံမှုလက်မခံလို့ကြလို့မှတ်ချက်လည်းရေးလိုက်အဲ့ဒါအရှင်ဘုရားများအတွက်တမင်တကာကိုညီတွေအတွက်ကိုပေးနိုင်တဲ့အမွေပါပဲရော့စိတ်ကျင့်တတ်ကြရင်ဒါဆရာတော်တို့အရှင်ဘုရားများဟုတ်ပြီနော်အဲဆရာတို့အတွက်အဲ့တော့အပေါ်မှာဆေးလဲကုန်သေးတယ်ဒါ academic ခုန kick ဆိုတဲ့ .com ကနေတော့ဘလို့ရှာတတ်တယ်ဖြစ်အောင်လို့အပေါ်ကဟာလေးပါအဲ့တော့ကိုယ့်ဘာသာကိုအားနေအဲ့လိုလုပ်ရပါတယ်အင်္ဂလိပ်စာတွေလည်းဒါအပြင်ကို Buddhism in America Buddhism in Brazil BADO A ကနေပြီးတော့ဟိုး Z ထိအောင်အဲ့လိုကိုယ့်ကိုလက်ကမြင်ရတယ်နော်ဆိုအင်္ဂလိပ်စာကိုလည်း English and London English in America English in Australia အဲ့တော့အဲ့ဒီနိုင်ငံတကာမှာမြို့တိုင်းမှာအင်္ဂလိပ်စာကိုဘလို့သုံးတယ်ဆိုတော့ဒီနေရာမှာဘလို့စသုံးတယ်ဆိုတာလေအဲ့ဒါလည်းကျွန်တော်ကအကုန်လုံးစုထားတယ်။အိုးငါဖုန်းကြီးတွေအတွက်ငါနောင်လာနောင်သားတွေအတွက်ငါလောက်ခဲ့တာတွေများပြီလို့ဆိုတော့အဲ့ဒီအင်္ဂလိပ်စာကိုလည်း A to Z English and America အမေရိကတွေဘလို့ပြောလဲဘလို့သုံးလဲအဲ့ဒါမျိုးပေါ့မဆိုတော့ဒီလိုတွေက highway တွေကိုဒီလိုကဒီအင်္ဂလိပ်တွေက highway တွေသုံးတယ်သူတို့ American freeway သုံးတယ် highway မသုံးဘူးနောက်တော့သူတို့က boulevard လို့သုံးတယ်ဆိုဟိုမှာအမေရိကရောက်သွားရင်ဘာမှမသိဘူးဆို BOLB ဆိုတော့ရပါအဲ့ဒါ boulevard ဆို road တွေကိုသုံးတာ land တွေကို boulevard လို့သုံးတယ်ဆိုတော့သူတို့က Spain စကားတွေကို San Francisco San Diego အကုန်လုံး Spanish တွေရဲ့စကားတွေအဲ့တော့ American နိုင်ငံမှာအင်္ဂလိပ်စာရေးတယ်ပြီးရင်
ဒီနေရာမှာ what flow ဖြစ်နေတယ်အောက်ကစာတွေစပိန်ပဲစပိန်နေများတယ်အမေရိကန်ကမက္ကဆီကိုမြို့ကြီးကိုဝယ်လိုက်တယ်ဆန်ဖရန်စစ္စကိုကလည်းမက္ကဆီကိုကျဝယ်လိုက်တာအဲ့ဒါကြောင့်သူကစပိန်စကားတွေများတယ်တော့အမေရိကန်စမစ်ဆိုနီယန်စတဲ့ဘယ်လုံးကြည့်လိုက်အမေရိကန်ရဲ့လမ်းတွေမှာအကုန်လုံးနေတယ် Spanish နာမည်တွေပဲများတယ်ဒါတော့အဲ့လိုဖြစ်တာဖြစ်ချင်းကြောင့်ဟောဒါကအမေရိကန်မှာဒီလိုသုံးတယ်အမေရိကန်တက္ကသိုလ်ကဒီလိုသုံးတယ်ဩစတြေးလျကဒီလိုသုံးတယ်အဲ့လိုဆိုတော့ဩစတြေးလျက good after good day ဆိုရင် great တဲ့ကားနဲ့တာနှလုံးမဲ့သုံးတယ် good day လို့မ great ပဲဆိုတယ်ဟုတ်တယ်နော် great great ပဲနီ good evening မှာ great ပဲဆိုတယ်အဲ့ဆိုအဲ့ဒါတွေကိုလည်းကိုညီငယ်တွေအတွက်ဆိုရင်ကျွန်တော်တို့စူးစီးတဲ့ထဲကအခုရှင်များအဲ့ဒီမှာပါဠိတော်တွေပြီးပါပြီအခုဘုဒ္ဓတာပိုင်းဆံရဤတင်ပြီးပါပြီအဲ့တော့ timeless of Buddhism ဆိုတဲ့အရာလေးကိုဤမန္တလေးမြို့ကမန္တလေးနတ်ဘာသာတက္ကသိုလ်ကဖုံးတော်ကြီးလေးဖြစ်တဲ့ဓမေရီလောင်းနေတပါးကလွန်ခဲ့တဲ့ကမ္ဘာပညာရှင်တွေနဲ့စောစီးပြီး10နှစ်လောက်စောစီးပြီးအဲ့လိုအတွေးကိုပေါ်ခဲ့တယ်သူတို့က2006 2004 2008မှာလုပ်တယ်ကျွန်ုပ်တဲ့နောက်ကျခဲ့ပါတယ်ကမ္ဘာပညာရှင်တွေဒါပေမဲ့ကမ္ဘာတက္ကသိုလ်ကြီးမဟုတ်တာတခုဖြစ်ချင်းကြောင့်ဓမေရီအကယ်၍မြန်အဲ့ဒီတုန်းကကွန်ပျူတာတွေလည်းရှိ website တွေလည်းရှိလို့မယ်ကျွန်ုပ်တို့စူးစီးလိုက်ရင်ဓမေစီရဲ့မူပိုင်ဖြစ်သွားပြီးကဘာကျော်တယ်ဒါကြောင့်မလို့ဒါလိုတယ်သာသနာပြုဘာလို့လဲသာသနာတက္ကသိုလ်ကြီးရဲ့ဆယ်တော်လေးတွေလည်းခင်ဗျားတို့လှူဖို့တန်းဖို့တို့တွေကရှမ်းနေပါပြီတို့နောက်ကညီတော်တွေကိုလှူပါဓမေစီဆရာတော်လုပ်ငန်းတစ်ခုလည်းလုပ်ချင်ပါသေးတယ်အဲ့ဒါတော့ကားကောင်းကောင်းလေးတစ်စီးတော့လှူမဲ့လူရှိရင်တော့တော်တော်ကောင်းပေါ့ဆိုတကဘာတနိုင်ငံလုံးပတ်ချင်တာအခုကြောင်းမဟုတ်လေ no please လောဘကြီးတာမဟုတ်ပါဘူးဘာလို့လဲမြန်မာနိုင်ငံအနေထားတွေမှာစလုံးနဲ့သွားလို့မရအောင်လင်ခရူဇာလိုပါဂျရိုအကောင်စားအဲ့ဒါနဲ့ပဲသွားလို့ရတယ်ဆိုတော့ခင်ဗျားတို့မလုံနိုင်ရင်ကိုယ့်ကိုလုပ်ပြီးတရားတွေကိုတနိုင်ငံလုံးလှည့်ပတ်ဟောမယ်ဆောမစကိုင်းနေရာမျိုးမှာ10မျိုးလောက်ဟောလိုက်မယ်အဲ့ဒီမှာဘာသာရေးလူမှုရေးစီးပွားရေးနိုင်ငံရေးထမင်းဆွန်းလေးတစ်နက်ပဲကတ်တော့ကျန်တာနို့နှက်တယ်မယ်မလို့ကျင်တော့ဆိုတော့ဆွန်းလေးတစ်နက်ကတ်မယ်မစောဒီနားမှာဒီမန်းလေးတစ်မျိုးလုံးမှာ10နေရာလောက်ဟောလိုက်မယ်ရရှိတဲ့နဝကမာတွေကိုစတဲ့ညောင်းတော်၎င်းဆေးရုံတော်၎င်းစစ်တပ်တွေတော်ရဲတော်၎င်းကြောင်းတော်၎င်းအဲ့ဒါတွေအကုန်လုံးတွေကိုတိုင်းပြည်မဲ့တိုင်းကိုယ့်နားမှာမြင်နေရတဲ့လိုအပ်ချက်တရားလိုတဲ့နေရာမှာအဲ့ဒီယူအောင်တရားဆောက်ပေးလိုက်မယ်ခလေးတွေရဲ့စတဲ့ညောင်းမှာအိမ်နာလုံးအိမ်နာဆောက်ပေးလိုက်မယ်ကိုတို့ကြံရှိနေတဲ့ဘဝလေးကိုခုနမနေ့ကပြောလိုက်တယ်ညွှန်ကြားရေးမှုချုပ်ဒုတိယညွှန်ကြားရေးမှုချုပ်တက္ကကြီးရောညွှန်ကြားရေးမှုရောဆရာတော်ဘုရားတော့ဝင်းကြီးကလည်းတာသနာရေးဝင်းကြီးကလည်းဆရာတော်တာဝန်ဖြစ်ပါတယ်အဲ့တော့ဘွဲတစိတ်တွေနိုးအဲ့ဒါတွေတဲ့အဲ့ဒီဘွဲတစိတ်တွေဆိုရတဲ့ဘွဲတွေပါတွေဆိုတာဒါကြီးစရာအဖြစ်နဲ့ပြောတာပါဘုန်းကြီးကဒီဘဝဒီခန္ဓာမှာကိစ္စဝိစ္စပြီးအောင်အားထုတ်ခြင်းနဲ့ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကြံရှိနေတဲ့ဘဝကိုအကောင်းဆုံးကိုယ့်ချစ်နဲ့အရာရာကိုအကောင်းဆုံးဆိုသလိုကိုယ်စေတနာနဲ့ကိုယ်ဟောတယ်နော်ဟုတ်တယ်လေကိုယ်စေတနာလေးနဲ့သာသနာတော်နိုင်ငံအတွက်ကိုအကောင်းဆုံးဖြစ်အောင်တော့ကိုကျော်ဝင်းညီကပ်ပြကြီးကိုနော်ခင်ဗျာကျတို့ကားသီးတော့ရှာကြကြည့်ပြအဲ့ကားသီးကိုတော့ပြီကားပေါ်မှာကိုယ့်ဟာနဲ့ကိုလာမယ်ညီတို့တွေရဲ့ရရှိတဲ့နဝကမာတွေအလှခံပါမယ်အလှခံပြီးရင်နိုင်ငံတော်ရဲ့လိုအပ်ချက်တွေသာသနာတော်ရဲ့လိုအပ်ချက်တွေအကုန်လုံးတွေကိုဓမေစီတို့လက်ကလေးခါပြီးဆွန်းလေးတနတ်တော့ကတ်နေနော်သူကိုတို့လက်ကဖြန့်တဲ့နေရာနေမှောက်သွားပြီလေကိုတို့လက်တွေဖြန့်နေရမလို့တော့ကျောင်းကကိုတော်တွေအကုန်လုံးကားလည်းပေးရပြီကွန်ပျူတာတွေငွေကြီးတွေဆွန်ကွန်အကုန်ပြည့်စုံနေပြီလေဘာမှကျွန်တော်ဘာမှကျောင်းနောက်လှည့်ကြည့်စရာမလိုတော့သူတို့ကိုပြည့်စုံချမ်းချမ်းသာသာနေနိုင်စားနိုင်အောင်လုပ်ပေးပြီကိုတိဆောက်တဲ့အရာမှာစိတ်နှလုံးရွှင်မွေ့စွာနေပြီးရင်ကိုဘဝကိုလည်းအကောင်းဆုံးအဖြူစင်ဆုံးအမြင့်မြတ်ဆုံးလူသားဖုံးတော်ကြီးတစ်ပါးဖြစ်အောင်လုပ်မယ်ကိုနဲ့ဆက်တဲ့ပတ်ဝန်းကျင်ဒီလောက်ကြည်ညိုတဲ့လူတွေများတယ်ခင်ဗျားတို့ကရှက်ခိုးသွားရဓမေအိုနင်းတို့သာသနာတက္ကသိုလ်တွေကကိုလိုတွေငါးလောက်ကြည်ညိုမခံအောင်လို့အဲ့လိုမလုပ်ရဲဘူးအဲ့လူတွေအကုန်လုံးတို့နှလုံးသားအကုန်အစင်ကြယ်ဆုံးအဖြူဆုံးနဲ့သူတို့မြတ်တိုင်ဖို့မလွယ်ဘူးပြင်မန်းတယ်ဟိုကို့မျိုးသမီးနဲ့ကိုကတော့မင်းမရေရတယ်ဘုံနဲ့ပြည့်တယ်ပြအခုကျမလာခင်တခါမြတ်တိုင်ပို့ကဟာတတိလေးဖက်ခနဲ့ရလိုက်တာနဲ့စာကြည့်နေတဲ့အိမ်နာတက်တော့မှာဟာပြင်မန်းတယ်ငါရှင်တို့အဲ့ဘဝမနှောတာမဟုတ်ဘူးနော်ရှင်များတို့တော့ဟာဘိုးကောကွာနဝကမကောတယ်ဟာဒလူရတဲ့အများကြီးသေသွားလိမ့်မယ်သေသွားတေလိမ့်မယ်တေသွားလိမ့်မယ်နော်ပြာကျသွားလိမ့်မယ်ကိုင်းစောဟုတ်ပြီနော်အဲ့ကုန်ဖြတ်တာခင်ဗျာကျုပ်ငေးမယ်ဖြတ်တော့ခင်ဗျာပြီးသွားတော့ရှင်များများအတွက်ပေးစံကိုင်းစောကိုကျော်ဝဲကြည့်တာနော်ရှင်များကိုဘာသာကိုရှာရင်10နဲ့ကိုင်းစောကြီးဗါတယ်လေ10နဲ့ကဲတာသနာလည်းပြီးသွားပြီကဲတကွန်နိုင်လေးကြီးလိုက်ပါမောင်ဝင်းစောကြီးတကွန်နိုင်ရွှေကုတ်ကားနဲ့ဟုတ်ပြီနော်ကိုင်းစောကြီးတကွန်နိုင်ဘုန်းကြီးတို့အစီအစဉ်ကိုအစီအစဉ်နှစ်ပြီးသွားပါပြီအစီအစဉ်3စိတ်ဝင်စားပါလားငါရှင်များစိတ်ဝင်စားဟမ်သိကြရှူဟုတ်ပါဆရာဟုတ်ပါexactly ဟုတ်လား
ကိုယ်ဆိုတော့ဟုတ်တယ်လေတကုံနိုင်ဟဲ့ရေးမယ်တကုံနိုင်ဒီမာနတစတကုံနိုင်နဲ့နိုင်နေဒါပဲအဲ့တော့အဲ့ဒီတကုံနိုင်မာနလေးပြောလို့ရှိရင်လေဟိုကြည်သာပွဲကြိုက်ခင်စောင်းဥပါဒန်ကြီးဆိုမိုးမြင့်ရင်နဲ့မှာအဲ့ဒါဒီမှတ်လိုက်ပါတယ်မန်စွဲနဲ့ပြန်ဝဲနေတဲ့လေတကုံလေးကိုကြည်ကအဲ့ဒါဒီတတိတရားကိုယ်ဆိုရေးစမ်းဘာလဲဒီမောင်ဒီတချင်းနာမည်ချစ်ကျိုးမဲ့လေတကုံအဲ့ဒါဒီချစ်ကျိုးမဲ့လေတကုံအဲ့ရေးစမ်းတလားဆရာမတို့ငါဒါလေးတတိရလိုက်ကိုယ်ဆိုချစ်ကျိုးမဲ့လေတကုံရှင်များများအဲ့ဒါပဲဒါစောင်းဆရာကြီးစောင်းဥပါဒန်ရဲ့ဒါငါတို့ချစ်ကျိုးမဲ့လေအဲ့တော့တကုံနိုင်လေးအဲ့ဒါပဲဘယ်တော့ကိုယ်ဆိုလေတကုံလေးကိုကြည်ကတတိတရားတစ်ခုရလိုက်ပါရဲ့အဲ့ဒီကျိုးလေးနဲ့ကြည်ကျိုးလေးရှိသမျှကာလပေါလုံးအဲ့တော့အဲ့ဒီလေတကုံလေးဟာသူ့ကျိုးလေးရှိသမျှကို तू ကဘုံနေမြင့်တယ်အဲ့ဒီတိုင်းပဲမာနကြီးတဲ့ပုဂ္ဂိုလ်ကလည်းငါတို့အမျိုးကစစ်ဖို့မျိုးกว่าအကုန်လုံးစစ်ဖို့တွေပြီတို့အမျိုးကဆရာဝန်မျိုးกว่าအကုန်လုံးဆရာဝန်တွေပြီတို့ကလေယရနာကုံတဲ့အမျိုးกว่าအမျိုးကိုကြည့်ပြီးတော့လေမှန်တက်တတ်ပါတို့အမျိုးကပညာတဲ့အမျိုးกว่าဟဲ့တို့အမျိုးကဖုံးကြီးမျိုးกว่าအဲ့ဒါရတာပဲရတယ်ကြိုက်တယ်လို့နော်ကွန်းစောတောင်းကွန်းစောအဲ့ဒီကျိုးလေးဆွဲပြလိုက်လေဆွဲပြလိုက်ဆောင်ခင်ဗျာမန်စွဲနဲ့ပြန်ဝဲနေတဲ့လေကုံလေးကိုကြည်က